ကိတ်တူဟာရုံရုပ်လေးကိုစာထိုးမယ်ဆိုရင်ခြီက pipeline လေးကိုသုံးတယ်เนาะကိတ်ကတော့ဒီတစိမ့် pipeline လေးကိုသုံးတယ်ဒီတစိမ့်မှမဟုတ်ဘူးကြိုက်တဲ့တစိမ့် pipeline mid cotton ဆိုရင်သုံးလို့ရရဲ့เนาะဒါကတော့ရုံလေးအတွက်ရုံရဲ့ကိုယ်တဲ့အတွက်အဖြူရောင်လေးလိုမယ်ပြီးလို့ရှိရင်ရုံရဲ့ခြေထောက်လေးတွေနရွက်အနာသားလေးတွေမှာပါတာအတွက်ပန်နုနုအရောင်လေးလိုမယ်ပေါ့เนาะဒီပန်နုရောင်နဲ့ဒီအဖြူနှစ်မျိုးတည်းသုံးသွားလဲရရဲ့เนาะကိတ်ကကျတော့အရောင်လေးလိုချင်တဲ့အတိုင်းသုံးချင်တဲ့အတွက်နည်းနည်းအရောင်များလေးသုံးမယ်ဖဲပြားလေးမှာကျတော့ဒီလိုအယောင်ဆက်ပန်းအယောင်လေးကိုသုံးမယ်เนาะဒါ five line ချီတွေပဲเนาะနှင်းစီပွင့်လေးကိုကျတော့အနီလေးသုံးမယ်ဒါနှင်းစီအရွက်အညာလေးနဲ့ရိုးတောင်ပတ်ဖို့အတွက်အစိမ်းရောင်လေးသုံးမယ်เนาะချီကအနှဲငယ်လေးဆိုရတယ် body အတွက်50 gram တစ်လုံးစီစောင်းနိုင်အကုန်လုံးအဆင်ပြေရယ်เนาะပြီးလို့ရှိရင်ချီထိုးတာကတော့ 2.5 နဲ့ထိုးမယ်ပြီးလို့ရှိရင် key chain ကရကြတော့ဒီလိုစုံလေချိန်လေးကိုသုံးတယ်เนาะဒီလိုစုံလေချိန်လေးနော်ဒါတော့ kitchen ရဲ့ခေါင်းထိပ်လေးမှာတက်ဖို့အတွက်ဒီလိုမူလီလေးနဲ့လာတဲ့ဟာလေးနော်ဒါလေးကိုသုံးမယ်ဒါမှမသုံးချင်ဆိုလည်းရတယ်ဒီတိုင်းဟို kitchen ပြီးသွားတော့မှ kitchen ရဲ့ခေါင်းထိပ်မှာတန်ကွင်းလေးနဲ့တက်ပြီးတခြားကြိုက်တဲ့ kitchen design လေးတက်လို့ရတယ်နော်ကြည့်ရတော့ဒါလေးနဲ့သုံးမယ်တော့ဒါလေးသုံးတယ်ဒါ school လေးချစ်ဖို့အတွက်ဒီ school လေးချစ်ဖို့အတွက်ဒါလေးသုံးတယ်နော်ပြီးလို့ရှိရင်အယုတ်မျက်လုံးကကြတော့အဝိုင်းလေးသုံးမယ်နော်အဝိုင်းကိုထိုးမဲ့အယုတ်ဆိုင်ကိုထိုးမဲ့ခြီပေါ်မူတည်ပြီးတော့ 10mm HMM 6mm ခြိုက်တယ်လို့သုံးရရပေါ့နော်အကြီးအသေးကိုထိုးမဲ့အယုတ်ဆိုင်ပေါ်မူတည်ပြီးတော့သုံးလို့ရရင်เนาะအယုတ်မျက်လုံးကပြီးလို့ရှိရင်မျက်လုံးကိုကော်ကပ်ဖို့အတွက် UHU ကော်လေးလုပ်မယ်เนาะဒါမရှိလဲကော်ချောင်းနဲ့မီဂျင်နဲ့ရှုပြီးလဲရတယ်ကော်ကန်နဲ့ကတ်လဲရတယ်ပြီးရင်ဒါကပန်းရိုးတံထည့်ဖို့အတွက်နန်းကြိုးလေးလုပ်မယ်เนาะပန်းရိုးတံနှင်းစီပန်းပွင့်လေးအတွက်ထည့်ဖို့အတွက်เนาะဒါဆိုရင်စထိုးမယ်เนาะခိတ်တော့အခုအယုတ်ကလေးရဲ့ခြေထောက်ကိုစထိုးမယ်ခြေထောက်လေးစထိုးမယ်ဆိုရင်ပန်းရောင်လေးရဲ့အဖြူရောင်လေးရဲ့နှစ်ရောင်လိုမယ်เนาะပထမဆုံးခြီပန်းရောင်လေးနဲ့စထိုးမယ်เนาะပထမဆုံးအတန်းအောင်ထိုးမယ်ပထမဆုံးအတန်းအောင်ထိုးမယ်ဆိုရင်ပထမဆုံးကွင်းရှင်လေးလုပ်မယ်ကွင်းရှင်လေးထဲကနေပထမဆုံးချင်းလေးတစ်ခါထိုးလိုက်မယ်เนาะကွင်းရှင်လေးလုပ်ပြီးချင်းလေးတစ်ခါထိုးလိုက်မယ်ထိုးပြီးရင်ဒီကွင်းလေးထဲမှာတိုင်တိုး6ခါထိုးမယ်เนาะတိုင်တိုး6ခါထိုးမယ်တိုင်တိုးထိုးတဲ့အခါမှာ X1 နဲ့ထိုးမယ်เนาะ X1 နဲ့ထိုးတဲ့အခါကျရင်အယုတ်ကလေးရပို့ပြီးလာရဲ့ X1 ဆိုတာကခြီတိုးတန်လေးကိုလိုဝင်မယ်ပြီးရင်ခြီတိုးတန်အောက်ကနေခြီကိုဒီလိုဆွဲယူတာเนาะဒါဆိုတိုင်တိုး2ခါထိုးပြီးပြီပြန်ဝင်မယ်ခြီတိုးတန်ရဲ့အောက်ကနေခြီလေးကိုဆွဲယူလာမယ်တိုင်တိုးလေးထိုးမယ်နော်အဲ့လိုမျိုးတိုင်တိုး6ခါပြည့်ရည်ထိုးမယ်3ခါထိုးပြီးပြီဆိုတော့နောက်ထပ်3ခါထပ်ထိုးမယ်နော်4ခါ5ခါ6ခါနော်တိုင်တိုး6ခါထိုးပြီးရင်ဂွင်းလေးစေးသွားပေးလိုက်မယ်ဒါဆိုပထမဆုံးတန်းပြီးပြီပထမဆုံးတန်းပြီးပြီဆိုရင်ပထမဆုံးတိုင်တိုးရဲ့ထိပ်လေးမှာရှက်ကော်လေးနဲ့ချိန်မယ်နော်ရှက်ကော်လေးနဲ့ချိန်လိုက်မယ်ပြီးရင်ချိန်လေးတစ်ခါတက်မယ်ဒါဆိုပထမဆုံးတန်းလေးပြီးပြီနော်ပထမဆုံးတန်းပြီးရင်ဒုတိယတန်းလေးထိုးမယ်ဒုတိယတန်းအောင်ထိုးမယ်ဆိုရင်တိုင်ပွား6ခါထိုးမယ်V လေး6ခါထိုးမယ်နော် V ဆိုတာတိုင်ပွားတစ်ပေါက်ထဲမှာတိုင်တိုး2ခါထိုးတာပြောရနော်တစ်ပေါက်ထဲမှာတိုင်တိုး2ခါထိုးရတော့ပထမဆုံးတစ်ပေါက်ထဲမှာတိုင်တိုး2ခါထိုးလိုက်မယ်ဒါဆို V လေးတစ်ခါရပြီနောက်ထပ် V လေး2ခါဒါဆိုတိုင်ပွားလေး2ခါပြီးပြီနော်တိုင်ပွားလေး2ခါပြီးရင်စုံတဲ့ဒီတိုင်ပွားလေး6ခါပြည့်တဲ့ဒီထိုးလာခဲ့မယ်နော်3ခါတိုင်ပွား4ခါတစ်ပေါက်ထဲမှာတိုင်တိုး2ခါစီနဲ့ပတ်လဲတိုင်ပွား6ခါပြည့်တဲ့ဒီထိုးလာခဲ့မယ်နော် V လေး6ခါပြည့်တဲ့ဒီထိုးလာမယ်ဒါဆိုတိုင်ပွားလေး6ခါထိုးပြီးနော်ထိုးပြီးပြီဆိုရင်ဂိတ်တော့ဒီမှာပြန်ပြီးတော့ပထမဆုံးတိုင်လိုပေါက်မှာမချိတ်ဘူးမချိတ်ဘဲနဲ့ခြီလေးကိုအယောင်ပြောင်းမယ်ခြီလေးကိုအယောင်ပြောင်းမယ်ဆိုရင်ထိုးထားတဲ့ခြီလေးကိုအပြင်ဆွဲနည်းနည်းလေးဆွဲလိုက်မယ်ဆွဲပြီးဒီမှာပထမဆုံးတွေ့နေရတယ်ဒီမှာ V လေးတွေ့လားဒီထဲကိုခြီထိုးတာလည်းဝင်လိုက်မယ်ဒီမှာဒီတစ်ခုတည်းခြီထိုးတာလည်းဝင်လိုက်မယ်နော်ဒါဆိုခြီကိုအယောင်စပြောင်းမယ်ခြီဖြူရောင်လေးကိုယူမယ်နော်ဒီမှာနော်ကိတ်တော့ခြီဖြူရောင်လေးယူလာပြီးမထည့်ခင်မှာဒီခြီလေးကဒီမှာအခလေးဝင်လာရင်တော့အယောင်ပြောင်းမှုအတွက်နည်းနည်းလေးရှည်လေးပဲဖြတ်လိုက်မယ်ပေါ့နော်ဒီခြီပန်းရောင်လေးဖြတ်လိုက်မယ်ဒါဆိုပြတ်သွားပြီပြီးတော့အယောင်ပြောင်းမယ်နော်အယောင်ပြောင်းမယ်ဆိုအဖြူရောင်လေးကိုယူမယ်ပြီးရင်ဒီလိုထည့်ထားခြီထိုးတန်ထည့်ထားရနော်အဲ့ထဲလေးကိုခြီဖြူလေးကိုယူပြီးတော့ဆွဲသွင်းလိုက်မယ်နော်လွှဲဆွဲသွင်းလိုက်မယ်နော်ဒါအရင်မျိုးနာပြီးရင်ပထမဆုံးတိုင်တိုးရဲ့ထိပ်လေးမှာဒီခြီဖြူရောင်လေးနဲ့ဒီကျိုးလေးနှစ်ခုလုံးလည်းတိမ်ပြီးတော့ထိုးလာခဲ့မယ်နော်ပထမဆုံးတိုင်တိုးပေါက်လေးမှာရှက်ကော်နဲ့နှမ်းချိတ်လိုက်မယ်ခြီဖြူရောင်လေးနဲ့နော်ပြီးရင်ချိန်လေးတစ်ခါတက်လိုက်မယ်နော်ချိန်လေးတစ်ခါတက်ပြီးရင်ဒီမှာဒီကွင်းရှိနေအကွင်းအောင်ဒီဘက်ကခြီစားပန်းရောင်လေးဆွဲလိုက်ဒါဆိုဖြည်းဖြည်းပဲဆွဲလိုက်မယ်နော်အရင်ကြီးမဆွဲလိုက်ဘူးနော်ဒါဆိုဒီမှာကွင်းလေးကဖိတ်သွားပြီဒီလိုလေးရပြီနော်ရပြီဆိုရင်ဒီနောက်ထိုးမဲ့အတန်းလေးမှာဒီခြီနှစ်ဆကိုအောက်ကနေတိမ်ပြီးတော့ထိုးလာခဲ့မယ်နော်ဒါဆို3နှမ်းမြောက်ကိုထိုးမယ်3နှမ်းမြောက်ကစထိုးမယ်ဆိုရင်ပထမဆုံးတိုင်တိုးတစ်ခါနော် H လေးတစ်ခါထိုးမယ်နော်နောက်တစ်ပေါက်မှာတိုင်ပွားတစ်ခါ
အဲ့လိုမျိုးဒါတစုပေါ့နော်တိုင်တိုတစ်ခါတိုင်တိုတစ်ခါတိုင်မွားတစ်ခါတစုအဲ့လိုမျိုးအစုလေး6စုပတ်ပတ်လဲပြည့်တီထိုးလာခဲ့မယ်နော်ပြန်ထိုးမယ်တိုင်တိုတစ်ခါနောက်တစ်ပေါက်မှာတိုင်ပွားတစ်ခါတိုင်ပွားဆိုတာတစ်ပေါက်တည်းမှာတိုင်တို2ခါဒီလိုမျိုးတိုင်တိုတစ်ခါတိုင်ပွားတစ်ခါပေါ့နော်အဲ့လိုမျိုးပတ်ပတ်လဲအစုလေး6စုပြည့်တီထိုးလာမယ်တင်ဂီတာနဲ့ဆိုရင် 8v လို့ပြရဲနော်ပတ်ပတ်လဲ6တင်ပြည့်တီထိုးလာမယ်ကိတ်တော့ဒီမှာအဆုံးထိုးလာပြီးနော်ဒါဆို3နှက်မြောက်ပြီးပြီးအနောက်ကတိန်းထိုးလာတဲ့ခြီးစားလေးကိုလည်းဖြတ်လိုက်တယ်နော်ဒါဆို3နှက်မြောက်ပြီး3နှက်မြောက်ပြီး4နှက်မြောက်ကိုထိုးမယ်4နှက်မြောက်ကကြတော့ပတ်ပတ်လဲ buffalo only BLO တိုင်တို18က buffalo only ဆိုတာကဒီဖုန်မီဒီမှာတွေ့နေရ V ပုံစံ2ချမ်းလေးနော်ဒီ V ပုံစံ2ချမ်းလေးကိုအနောက်ဘက်အချမ်းလေးကိုပဲယူပြီးထိုးတာနော်လို့ဂျာနေဒီမှာဒီအနောက်ဘက်ဖုန်မီချမ်းလေးနော်တိုင်တိုလေးတစ်ခါထိုးမယ်ပြီးရင်ဒီမှာတွေ့နေ V မှာ V ပုံစံချမ်းလေးကိုနော်အလဲကနေဝင်လိုက်တဲ့ဒီအနောက်ဘက်အချမ်းဖုန်မီလေးကိုပဲယူပြီးတော့ထိုးတာနော်အဲ့ဒါကို BLO လို့ပြတဲ့တင်ဂီတာကအဲ့လိုမျိုးပတ်လဲအနောက်ဘက်အချမ်းလေးတွေပဲယူပြီးတော့ထိုးသွားမယ်တိုင်တို18ကနော်ဒီမျိုး buffalo only လေးတွေအနောက်ဘက်ဖုန်မီချမ်းလေးတွေပဲယူပြီးတော့တိုင်တို18ခါပတ်ပတ်လဲတိုင်တို18က buffalo only နဲ့ထိုးလာခဲ့မယ်နော်ထိုးလာပြီနော်ထိုးလာပြီဆိုကြတော့ဒါ၄တန်းမြောက်ပြီး၄တန်းမြောက်ပြီးပထမဆုံးတိုင်တိုမှာရှက်ကော်လေးချိတ်တယ်ချင်းတစ်ခါတည်းနော်ဒီက9တန်းမြောက်ကိုထိုးမယ်9တန်းမြောက်ကကြတော့ပတ်ပတ်လဲတိုင်တို18ခါပဲထိုးလာမယ်ရိုးရိုးတိုင်တိုလေးပေါ့နော်ပတ်ပတ်လဲရိုးတိုင်တိုလေးတွေ18ချိန်ပြည့်တဲ့အထိထိုးလာခဲ့မယ်နော်တိုင်တိုလေးတွေ18ချိန်ပြည့်တဲ့အထိအဆုံးထိတန်းထိုးလာမယ်ဒီတော့ဒီမှာထိုးလာပြီဆိုရင်9တန်းမြောက်ပြီးအတန်းဆုံးတဲ့အတန်းတစ်ခုဆုံးပြီးတိုင်းပထမဆုံးတိုင်တိုလေးမှာရှက်ကော်ချိန်မယ်ပြီးရင်ချိန်လေးတစ်ခါတက်မယ်နော်ဒါတော့ကိမပြောတော့ဘူးအဆုံးအတန်းတစ်ခုပြီးတိုင်းမှာအဲ့လိုလေးသုံးလာမယ်နော်ဒါဆိုရင်9တန်းမြောက်ပြီး9တန်းမြေ6တန်းမြောက်ထိုးမယ်6တန်းမြောက်ကကြတော့ပထမဆုံးတိုင်တို6ခါထိုးမယ်နော်တိုင်တိုပထမဆုံးတိုင်တို6ခါလေးထိုးလာမယ်1 2 3 4 5 6တိုင်တို6ခါထိုးပြီးရင်ဒီမှာကတိုင်လက်တိုင်ရော့3ခါထိုးမယ်တိုင်လက်တိုင်ရော့ထိုးမယ်နော်3ခါတင်ဂီတာအနေနဲ့ဆိုရင်သူ TA လို့ပြတယ် T ဆိုတာကတိုင်လက် A ဆိုတာကတိုင်ရော့ T နဲ့ A နဲ့ပေါင်းရင်းလိုက်တဲ့အတွက်တိုင်လက်တိုင်ရော့လို့တင်ဂီတာပြတယ် 3TA ပေါ့နော်တိုင်လက်တိုင်ရော့3ခါထိုးရမယ်ပထမဆုံးချီအလေးပေါ်မှာချီလေးကိုတည်ရမယ်ပြီးလို့ရှိရင်အပေါက်တိုင်တိုအပေါက်လေးမှာဒီလိုချီလေးဆွဲလာမယ်နော်ချီလေးဆွဲလာမယ်လိုမျိုးဒီသုံးကိုမဖြုတ်ဘူးနော်မဖြုတ်ဘဲဒီတိုင်းထားမယ်နောက်တစ်တရရင်မယ်နောက်တစ်ပေါက်မှာလည်းဒီလိုဆွဲလာမယ်ပြီးရင်ဒီအကုန်လုံးကိုတစ်ခါလေးဖြုတ်လိုက်မယ်ဘာလို့လဲဆိုတော့ဒီနားမှာကဒီလိုထိုးတာကခြေထောက်လိုမျိုးကအဖုလေး3ဖုလိုချင်တဲ့အတွက်ဒီလိုဒီနီးလေးသုံးပြီးထိုးတာနော်တိုင်လက်တိုင်ရောနော်တိုင်လက်တိုင်ရောတစ်ခါထိုးပြီး 3TA ဆိုတော့3ခါထိုးရမယ်တစ်ခါပြီးနောက်ထပ်တစ်ပေါက်ကနေဒီလိုလေးဆွဲလာမယ်ပြီးရင်နောက်တစ်ပေါက်ကနေဆွဲလိုက်ပြီးရင်ဖြုတ်လိုက်မယ်ဒါဆိုတိုင်လက်တိုင်ရော2ခါရှိပြီဒီမှာနောက်တစ်ပေါက်ကနေတစ်ချိန်ဆွဲလာမယ်တိုင်လက်လေးပြီးရင်နောက်တစ်ပေါက်ကနေတိုင်လက်လေးတစ်ချိန်ဆွဲမယ်ပြီးရင်နှစ်ခုတစ်ခါဖြုတ်မယ်ဒီမှာဒါဆိုဒီမှာအဖူလေး3ခုရရနော်အဲ့လိုမျိုးလေး3ချိန်ပြီး3ချိန်ပြီးရင်ရိုးရိုးတိုင်တို6ချိန်ထိုးလာခဲ့မယ်နော်ပထမတိုင်တိုတစ်ခါတိုင်တို2ခါ3ခါ4ခါ5ခါ6ခါပြီးပြီဆိုရင်ပထမဆုံးတိုင်တိုလေးမှာရှက်ကော်လေးနဲ့2ချိန်မယ်ချိန်လေးတစ်ခါတက်မယ်နော်ဒါဆိုရင်6တန်းမြောက်ပြီး9တန်းမြောက်ကိုထိုးမယ်9တန်းမြောက်ကလည်းတိုင်တို6ခါပြန်ထိုးလာမယ်နော်တိုင်တို6ခါ1 2 3 4 5 6ခါထိုးမယ်နော်တိုင်တို6ခါ H လေး6ခါထိုးလာပြီနော်ထိုးလာပြီလို့ရှင်ဒီမှာက M ထိုးမယ် M ဆိုတဲ့တင်ဂီတာနှစ်ခုံး M နော် M ဆိုတဲ့တင်ဂီတာလေးက degree မှာဆိုရင်ဒီလိုမျိုးတစ်ပေါက်နှစ်ပေါက်ကိုတစ်ပေါက်တည်းဖြစ်အောင်လို့ဒီလိုတိုင်ရောတာနော် degree A လေးကဒီလိုပြရောတာ M ကြတော့ဒါနှစ်ပေါက်မဟုတ်တော့ဘူးသုံးပေါက်ကိုတိုင်လျှော့တာဒီလိုသုံးပေါက်ကိုတစ်ပေါက်တည်းဖြစ်အောင်လုပ်တာနော်သူ့တင်ဂီတာ M လို့ပြတယ်နှစ်ခုံး M လို့ပြတယ်နော်ထိုးမယ်ဆိုရင်ပထမဆုံးတိုင်တိုလေးတစ်ချိန်ဆွဲလိုက်ပထမတစ်ပေါက်မှာနောက်တစ်ပေါက်မှာတိုင်လာလေးနောက်တစ်ချိန်ဆွဲတယ်နှစ်ချိန်ရှိပြီးနောက်တစ်ပေါက်မှာဒီမှာနော်တိုင်တိုလေး3ခုဒီလိုဆွဲလိုက်ဒီမှာ4ခုဒီမှာအဲ့ဒါတစ်ခါတည်းဒီလိုမျိုးဖြုတ်လိုက်မယ်ဒါကိုတင်ဂီတာ M လို့ခေါ်တယ်အမှန်တော့3ပေါက်ကိုတစ်ပေါက်တည်းဖြစ်အောင်လုပ်လိုက်တာနော်တိုင်တို3ခုကိုတစ်ပေါက်တည်းဖြစ်အောင်ထိုးလိုက်တဲ့သဘောမျိုးနော်အဲ့လို M တင်ဂီတာလေးထိုးပြီးတိုင်တို6ခါပြန်ထိုးလာမယ်ရိုးရိုးတိုင်တို6ခါကျန်တဲ့အပေါက်ဒီမှာတစ်ပေါက်တစ်ချက်နဲ့ထိုးလာခဲ့မယ်နော်ဒီနဲ့3 4
5 6ပြီးရင်ပထမဆုံးပေါက်မှာရှက်ကောနဲ့ချိန်မဲ့ချိန်လေးတစ်ခါတက်မယ်ဒါဆိုရင်9တန်းမြောက်ပြီနော်9တန်းမြောက်ပြီးရင်10တန်း9တန်း10တန်း3တန်းအဲ့3တန်းကတပေါက်ကိုတိုင်တို့တစ်ချက်စီနဲ့တိုင်တို့73က3တန်းထိုးလာမယ်တိုင်တို့73က1တန်းတိုင်တို့73က2တန်းတိုင်တို့73က3တန်းတိုင်ပွားချက်တိုင်ရောစရာလုံးဝမလိုပဲနဲ့ပတ်လဲတိုင်တို့73က3တန်းထိုးလာခဲ့မယ်နော်10တန်းရောက်တဲ့ဒီနော်ဒီတော့တိုင်တို့73က3တန်းထိုးလာရယ်နော်ဒါဆိုရင်10တန်းမြောက်ထိပြီးပြီနော်10တန်းမြောက်ပြီဆိုခြေထောက်လေးကဒီလိုလေးရပြီ10တန်းမြောက်ပြီဆို17တန်းမြောက်ကိုထိုးမယ်17တန်းမြောက်ကပထမဆုံးတိုင်တိုလေးတစ်ခါထိုးမယ်နော်ပြီးရင် A လေးတစ်ခါထိုးမယ် A ဆိုတာတိုင်ရောဆိုတာအရှိဘက်ပုံမြင်ချမ်းလေးနောက်ပေါက်ရဲ့အရှိဘက်ပုံမြင်ချမ်းလေးနော်တိုင်တိုနှစ်ခုရဲ့အရှိဘက်ပုံမြင်ချမ်းလေးယူပြီးတော့တပေါက်တည်းဖြစ်အောင်တိုင်တိုလေးလောက်နော်တိုင်ရော့လေးလောက်လိုက်တာတပေါက်တည်းဖြစ်အောင်ပေါ့နော်တစ်ချိန်တိုင်တိုတစ်ခါတိုင်ရော့တစ်ခါတိုင်တိုတစ်ခါနောက်ထပ်တိုင်ရော့တစ်ခါH တစ်ခါ A တစ်ခါ H တစ်ခါ A တစ်ခါ4ချိန်ထိုးလာခဲ့မယ်နော်ခုန2ချိန်ထိုးပြီးပြီဆိုတော့နောက်ထပ်တိုင်တိုတစ်ခါတိုင်ရောတစ်ခါဒါဆို3ချိန်နောက်ထပ်တိုင်တိုတစ်ခါတိုင်ရောတစ်ခါ4ချိန် HA လေး4ချိန်နော် HA ရဲ့တိုင်တိုတစ်ခါတိုင်ရောတစ်ခါလေး4ချိန်ထိုးပြီးပြီဆိုရင်နောက်ဆုံးမှာတစ်ပေါက်ကျန်တဲ့ဒါလေးကိုတိုင်တိုလေးတစ်ချိန်ထိုးလိုက်မယ်နော်ပြီးရင်ပထမဆုံးတိုင်တိုလေးရဲ့ထိပ်မှာရှက်ကော်လေးနဲ့ချိန်မယ်ချိန်လေးတစ်ခါတက်မယ်ပြီးရင်ဒီထဲကိုဆီလီကွန်လေးထည့်မယ်နော်ဆီလီကွန်6လေးကိုပြည့်ပြည့်နေဖြစ်သွားအောင်ဆီလီကွန်ထည့်ခဲ့မယ်ဒီတော့ဆုံးဒီမှာဆီလီကွန်လေးကိုပြည့်တင်သွားတဲ့အထိဆီလီကွန်လေးထည့်ပြီးသွားပြီနော်6လေးလည်းပုံပေါ်ပြီနော်ဒါဆိုရင်နောက်ဆုံးတန်းလေးထိုးမယ်နောက်ဆုံးတန်းလေးကကြတော့12တန်းမြောက်ပေါ့နော်12မြောက်ကကြတော့ဒီ6ကဒီမှာဒီဒါနောက်ဆုံးထားပါပြီးရင်ဒီကနေအလဲကျမဲ့နေရာလေးကိုချိုးချလိုက်အဲဒီမှာ6နှစ်ပေါက်လို့ချိုးချလိုက်နော်ချိုးချလိုက်ပြီးလို့ရှိရင်ဒီပေါ်မှာဒီအပေါက်ကိုပိတ်သွားအောင်လို့တိုင်တို4ချိန်လေးထိုးပြီးတော့ပိတ်လိုက်မယ်နော်ပထမဆုံးဒီဘက်ကနေအကလေးဝင်တယ်နောက်ဘက်ဟိုဘက်ဖုန်ကြီးချာနေဒီမှာအကလေးထွက်တယ်ဒီမျိုးလေးကင်လိုက်မယ်နော်ကင်ပြီးဒီလိုမျိုးလေးကိုတိုင်တိုလေးတစ်ခါပိတ်သွားအောင်ထိုးလိုက်မယ်ပြီးရင်နောက်ထပ်တိုင်တိုပေါက်ကနေဝင်မယ်ဟိုဘက်တိုင်တိုပေါက်နောက်တစ်ပေါက်ကနေဝင်မယ်ပြီးရင်အပေါ်မှာတိုင်တိုလေးတစ်ချိန်ပြန်ထိုးမယ်တိုင်တို2ခါထိုးပြီးနော်နောက်ထပ်ဒီဘက်ကဟိုဘက်အဲ့လိုဝင်ပြီးရင်တိုင်တိုနောက်တစ်ချိန်ထိုးမယ်ဒါဆို3ချိန်ပြီးရင်ဒီဘက်ကနေဝင်မယ်ဟိုဘက်နောက်ဆုံးမှာတိုင်တိုတစ်ခါဒါဆို4ကတိုင်တို4ကရပြီနော်ဒီလိုပိတ်သွားရင်ပေါက်လေးပိတ်သွားရင်ဆိုချင်းလေးတစ်ခါထိုးလိုက်မယ်ထိုးပြီးရင်ချီကိုရှိရှိလေးဖြတ်မယ်ဘာလို့ဆိုတော့ခန္ဓာကိုယ်မှာချုပ်ရမှာဖြစ်တဲ့အတွက်နော်ဒါဆို6လေးပြီးပြီ6လေးပြီးပြီဒီလို6လေး2ခုထိုးထားမယ်နော်ဒါဆို6လေးပြီးပြီနော်ဒီတစ်ခါဂိတ်တော့လက်ကလေးထိုးမယ်ဆိုချီဖြူရောင်လေးနဲ့စထိုးမယ်နော်အကတော့ 2.5 ပဲနော်ပထမဆုံးတစ်တန်းအောင်ထိုးမယ်ကွင်းရှင်လေးလုံးမယ်ကွင်းရှင်လုံးပြီးကွင်းရှင်ထဲမှာချိန်လေးတစ်ခါချီလေးဆွဲလာပြီးချိန်လေးတစ်ခါထိုးလိုက်မယ်နော်ထိုးပြီးလို့ရှိရင်ဒီကွင်းရှင်လေးထဲမှာတိုင်တို6ချိန်ထိုးမယ်နော်တိုင်တိုလေး6ခါထိုးမယ်တစ်ခါ2ခါတိုင်တို3ခါ4ခါ5ခါ6ခါတိုင်တို6ခါထိုးပြီးဒီမကြွရင်လေးကိုစေသွားအောင်ဆွဲစေလိုက်မယ်ပိတ်သွားရင်နော်ပိတ်သွားပြီဆိုရင်ပထမဆုံးတိုင်တိုရဲ့ထိပ်လေးမှာဟုတ်နော်လမ်းပြီးရှက်ကော်လေးချိန်မယ်ပြီးရင်ချိန်လေးတစ်ခါထိုးမယ်ဒါဆိုပထမဆုံးတစ်တန်းပြီးပြီနော်ဒီပထမဆုံးတစ်တန်းကနေနောက်ထပ်ဒုတိယ2တန်းမြောက်ကနေ9တန်းမြောက်ရောက်တဲ့အထိကပတ်လဲတိုင်တို6ခါကြီးပဲပွားစရာလည်းမလိုတိုင်ရောစရာမလိုပဲပတ်လဲတိုင်တို6ခါနဲ့နောက်ထပ်6တန်းထိုးလာခဲ့မယ်နော်6တန်းထိုးလာခဲ့မယ်နော်တိုင်တိုပတ်လဲ6ခါနဲ့တပေါက်တစ်စက်နဲ့တိုင်တို6ခါတိုင်တို6ခါတိုင်တို6ခါနဲ့ပတ်လဲ9တန်းမြောက်ရောက်တဲ့ဒီထိုးလာခဲ့မယ်နော်ဒီတော့ဒီမှာ9တန်းပြည့်တဲ့ဒီထိုးလာပြီနော်9တန်းနော်1 2 3 4 5 6 9တန်းပြည့်ပြီနော်ပြည့်ပြီဆိုရင်ပထမ6လေးကိုထိုးသလိုပဲသူ့ကိုလည်းဒီမှာဒီအဆုံးတစ်ထိုင်နေရာနေဒီလိုအလဲလေးချိုးချလိုက်မယ်အပေါက်လေးပိတ်အောင်ထိုးရမယ်နော်အလဲလေးချိုးချလိုက်မယ်နော်ချိုးချလိုက်ပြီးရင်ဒီဘက်တိုင်တိုလေးကနေအဝင်မယ်ဟိုဘက်တိုင်တိုလေးကနေအပြန်ထွက်မယ်ဒီလိုမျိုးလေးဒီပေါ်မှာတိုင်တိုလေး3ခါထိုးပြီးတော့အပေါက်ပိတ်လိုက်မယ်နော်တိုင်တိုလေးတစ်ခါထိုးပြီးဒီမှာဒီဘက်တိုင်တိုဝင်ဟိုဘက်တိုင်တိုဝင်2ပေါက်လုံးဝင်ပြီးအပေါက်ကနေတိုင်တိုလေးနောက်တစ်ခါထိုးတိုင်တို2ခါပြီးရင်နောက်ဆုံးပေါက်မှာလည်းဒီလိုပဲဒီဘက်ကနေတိုင်တိုဝင်ဟိုဘက်တိုင်တိုပြန်ထွက်နော်3ကဒါဆိုဒီမှာအပေါက်ပိတ်သွားပြီနော်အပေါက်ပိတ်သွားပြီဆိုချိန်လေးတစ်ခါထိုးပြီးတော့သူ့ကိုလည်းချီလေးနည်းနည်းရှည်ဖြတ်လိုက်မယ်နော်ဘာလို့ဆိုတော့ခန္ဓာကိုယ်မှာချုပ်ကမှာဖြစ်တဲ့အတွက်နော်
ဆိုရင်ဒီမှာလက်ကလေးရပြီဒီလိုလက်ကလေးကိုလည်းနှစ်ခုထိုးထားရမယ်ဒီမျိုးလေးနော်လက်ကလေးကိုလည်းနှစ်ခုထိုးထားရမယ်ဒါလိုလက်လေးဒါဆိုလက်လေးထိုးတာပြီးပြီနော်အဲ့တော့ဒီကနေရွယ်လေးထိုးမယ်နော်နေရွယ်လေးထိုးမယ်ဆိုရင်ချီပန်းရောင်ရဲ့အဖြူရောင်ရဲ့နှစ်ခုသုံးရမယ်ပထမဆုံးချီပန်းရောင်လေးစသုံးမယ်နော်ပထမဆုံး slit knot လေးလုပ်လိုက်မယ်လို့ slit knot လုပ်လိုက်မယ်လုပ်ပြီးလို့ရှိရင် chain လေး16ကထိုးမယ်ဖုံးမီလေး16ကထိုးမယ်နော်1 2 3 4 5 6 16ကပြည့်တဲ့ဒီဖုံးမီလေးထိုးလာခဲ့မယ်နော်အဲ့တော့ဒီမှာ chain လေး16ကထိုးလာပြီနော်16ကထိုးလာပြီဆိုရင်ပြန်လှည့်မယ်ပြန်လှည့်ပြီးဒုတိယမြောက် chain လေးကနေစပြီးတော့တိုင်တိုလေးတွေထိုးလာမယ်နော်တိုင်တိုလေးတွေထိုးလာမယ်ဆိုတိုင်တို9ကထိုးမယ်နော်တိုင်တိုလေး9ခုထိုးလာမယ်တစ်ခါနှစ်ခါတိုင်တို3ခါနောက် chain လေးတိုင်တို4ကနောက် chain လေးတစ်ခုမှာတိုင်တိုတစ်ခါဆိုတိုင်တို9က H လေး 5H ထိုးပြီးပြီနော်တိုင်တိုလေး9ကထိုးပြီးတိုင်လေး9ကထိုးပြီးရင်တိုင်လက်လေး4ကထိုးမယ်တိုင်လက်လေး4ကထိုးမယ်နော်တိုင်လက်တစ်ခါတည်ရမယ်နောက်တစ်ပေါက်မှာတိုင်လက်2ခါတည်ရမယ်နောက်တစ်ပေါက်မှာတိုင်လက်3ခါတည်ရမယ်နောက်တစ်ပေါက်မှာခြေလေး3ခုလုံးတစ်ခါဖြုတ်မယ်ဒါတိုင်လက်နော်တိုင်လက်လေး4ကတိုင်လက်4ကထိုးပြီးရင်တိုင်ရှည်လေး9ကထိုးမယ်တိုင်ရှည်9ကခြေတည်ပြန်ရမယ်နောက်တစ်ပေါက်မှာခြေလေးဆွဲလာမယ်အရှည်က2ခုကိုတစ်ခါဖြုတ်မယ်နောက်ထပ်2ခုတစ်ခါဖြုတ်မယ်ဒါတိုင်ရှည်နော်တကယ်ဒါ F နဲ့ပြရယ်နော် F လေး9ကထိုးမယ် F လေးတစ်ခါထိုးပြီးပြီနောက်ထပ်2ခါတိုင်ရှည်2ခါတိုင်ရှည်3ခါတိုင်ရှည်4ခါတိုင်ရှည်5ခါနော်တိုင်ရှည်5ခါထိုးပြီးတိုင်ရှည်5ခါထိုးပြီးလို့ရှိရင်တိုင်လက်လေး3ခါပြန်ထိုးမယ်နော်တိုင်လက်လေး3ခါဆိုတော့တကယ်ဒါ 3T လို့ခေါ်မယ် 3T နဲ့ပြမယ် T လေး3ခါထိုးမယ်နော် T လေးတစ်ခါ T လေး2ခါ T လေး3ခါဒီလေး3ခါထိုးပြီးရင်ဒီမှာနောက်ဆုံးတစ်ပေါက်ကျန်မယ်နောက်ဆုံးဒီအပေါက်လေးထဲမှာ W ထိုးမယ် W ဆိုတာကဒီတစ်ပေါက်ထဲမှာပဲတိုင်တိုလေး3ချိန်ကိုတစ်ပေါက်ထဲမှာထိုးရတာကိုပြောတာနော်ဒီပေါက်ထဲမှာပဲတိုင်တိုလေးတစ်ခါဒီပေါက်ထဲမှာပဲတိုင်တိုလေးနောက်တစ်ခါပြီးရင်ဒီဘက်လှည့်လာမယ်ဒီပေါက်ထဲမှာပဲတိုင်တိုလေးတစ်ခါ3ခါတိုင်3ခါထိုးပြီးနော်ဒါကို W တင်နေတာ W လို့ပြရယ်နော်ပြီးရင်နောက်ဒီဘက်ကျန်တဲ့ဖုံမီအချမ်းကိုဒီဘက်ကျန်တဲ့ဖုံမီချမ်းလေးကိုထိုးလာခဲ့မယ်နော်ပထမဆုံးဖုံမီလေးချမ်းမှာတိုင်လက်လေး3ချိန်ပြန်ထိုးမယ်နော်ဒီမှာပထမဆုံးဟိုဘက်ချမ်းဖုံမီလေးပထမဆုံးဟိုဘက်ချမ်းဖုံမီလေးမှာဒီအောက်ကခြီစားလေးကိုလည်းသိမ်းပြီးတော့ဒီလိုလေးအောက်ကနေထိုးလာခဲ့မယ်နော်ပထမဆုံးတိုင်လက်လေးတစ်ခါနောက်တစ်ပေါက်မှာနောက်တစ်ပေါက်နောက်ဖုံမီတစ်ချမ်းနော်နောက်ဖုံမီချမ်းလေးမှာတိုင်လက်လေးနောက်တစ်ခါဆိုတော့တိုင်လက်2ခါပါနော်နောက်တစ်ပေါက်မှာတိုင်လက်လေးတစ်ခါဒါဆိုတီလေး3ခါပါနော်တိုင်လက်3ခါထိုးပြီးတိုင်လက်3ခါထိုးပြီးလို့ရှိရင်တိုင်ရှည်လေး9ခါပြန်ထိုးလာမယ် F တင်ဂီတာ F နဲ့ပြရယ်နော်တိုင်ရှည်ကိုတိုင်ရှည်လေး 5F ပေါ့တင်ဂီတာ 5F လို့ပြမယ်နော် F ဆိုတာကတိုင်ရှည်ပေါ့နော်တိုင်ရှည်တစ်ခါထိုးပြီးဒါနဲ့ဆိုတိုင်ရှည်2ခါတိုင်ရှည်3ခါနောက်ပုံမြင်ချမ်းလေးမှာတိုင်ရှည်4ခါဟုတ်တယ်တိုင်ရှည်5ခါ F လေး5ခါထိုးလာပြီနော်တိုင်ရှည်5ခါထိုးပြီးတိုင်ရှည်5ခါထိုးပြီးလို့ရှင်တိုင်လက်လေး4ခါပြန်ထိုးလာမယ်နော်တိုင်လက်လေး4ခါပြန်ထိုးလာမယ်တိုင်လက်လေးတစ်ခါတိုင်လက်နောက်ပုံမြင်လေးမှာတိုင်လက်တစ်ခါ2ခါနောက်ပုံမြင်လေးမှာတိုင်လက်တစ်ခါဆို3ခါနောက်ပုံမြင်လေးမှာတိုင်လက်တစ်ခါ4ခါနော်တိုင်လက်လေးကထိုးပြီးဒီနောက်ကတင်ထိုးလာတဲ့ခြေလေးကိုဖြတ်လိုက်လို့ရတယ်နော်ဒီခြေလေးကိုတိုင်လက်လေးကထိုးပြီးနော်တိုင်လက်လေးကထိုးပြီးဆက်ထိုးမယ်နောက်ဆုံးကြံတဲ့ဒီမှာ chain နောက်ဆုံးကြံတဲ့ဖုံမီလေး5ခုရှိမယ်နော်အဲ5ခုမှာရိုးရိုးတိုင်တိုလေး5ချိန်ဆုံးတဲ့ထိပြန်ထိုးလာမယ်ရိုးရိုးတိုင်တိုလေး5ကဒီလိုဆုံးတဲ့ထိရိုးရိုးတိုင်တိုလေး5ကပြန်ထိုးလာမယ်နော်ဖုံမီလေးမှာတိုင်တိုလေးတစ်ခါနောက်ဖုံမီလေးမှာတိုင်တိုလေးတစ်ခါဆို2ခါ3ခါ4ခါ5ခါဒီမှာဒါဆိုရင်ဒီလိုလေးရပြီနော်ဒါဆိုပထမဆုံးတန်းပြီးပထမဆုံးတန်းပြီးဆိုဒီမှာလည်းခြီအောင်ပြန်ပြောင်းမယ်ခြီအဖြူအောင်ပြောင်းမယ်ခြီပြောင်းမယ်ပထမခြီအောင်ပြောင်းတဲ့အတိုင်းဒါလေးဆွဲထုတ်လိုက်မယ်ပြီးရင်ပထမဆုံးတွေ့နေရတယ်ဒီမှာတိုင်တိုရဲ့ဒီမှာ V လေးဒီပေါက်လေးဒီလိုခြီတိုးတန်းလေးဒီနှစ်ခုတည်းကိုခြီတိုးတန်းလေးဝင်လာမယ်နော်ဝင်လာပြီးရင်ဒီခြီပန်းရောင်လေးကိုနည်းနည်းတူတူလေးဖြတ်လိုက်လို့ရပြီဒါဆိုရင်ခြီအဖြူရောင်လေးနဲ့အရောင်ပြောင်းမယ်နော်
ခြေဖြူရောင်လေးယူလာမယ်ယူလာပြီးရင်ဒီထဲလေးကိုပြန်ဆွဲသွင်းလိုက်မယ်ပထမနည်းလေးတိုင်းနော်ဆွဲသွင်းလိုက်မယ်ဆွဲသွင်းပြီးပထမဆုံးဟိုဘက်မှာထိုးထားတဲ့တိုင်တိုထိပ်လေးမှာရှက်ကော်နဲ့လှမ်းချိန်မယ်ပြီးရင်အောက်ကနေဒီခြေလေးနှစ်ဆကိုပါယူပြီးတော့တစ်ခါထိုးလာခဲ့မယ်နော်နောက်တစ်ထပ်မှာပြီးရင်ချိန်လေးနှစ်ခါတက်မယ်နော်အဖြူချိန်နှစ်ခါတက်မယ်ပြီးရင်ဒီပန်းရောင်အစားလေးကိုဆွဲထုတ်လိုက်လို့ရပြီဆိုရပြီနော်ဒုတိယတန်းမြောက်ကိုထိုးမယ်ဒုတိယတန်းမြောက်ကပထမဆုံးချိန်လေးနှစ်ခါထိုးမယ်ချိန်လေးနှစ်ခါထိုးပြီးဒီရှက်ကော်ချိန်တိုင်းအပေါက်ထဲမှာပဲပတ်လဲတိုင်ရှည်38ခါထိုးလာမယ်နော်ပတ်လဲတိုင်ရှည်38ခါထိုးလာမယ်သင်္ကေတ F နဲ့ပြရင်နော်ပထမဆုံးဒီရှက်ကော့ချိန်တိုင်းအပေါက်ထဲမှာပဲတိုင်ရှည်လေးတစ်ချိန်ထိုးမယ်ဒီအောက်ကခြေလေးနှစ်ဆာကိုလည်းတိမ်ပြီးထိုးလာမယ်နော်ပထမဆုံးပေါက်လေးမှာတိုင်ရှည်လေးရှည်ရနှစ်ခုတစ်ခါပြုတ်တယ်နောက်တစ်ခုတစ်ခါပြုတ်တယ်နော်တိုင်ရှည်ပတ်လဲ38ခါတိုင်ရှည်ပတ်လဲ38ခါစုံတဲ့ဒီထိုးလာခဲ့မယ်နော်ကိတ်တော့ဒီမှာနှစ်ရွက်လေးကိုစုံတဲ့ဒီတိုင်ရှည်လေးထိုးလာပြီးနော်ဒီလိုခွက်လေးဖြစ်နေလိမ့်မယ်နော်ရရဲဒီလိုမျိုးလေးလိုချင်တော့ခွက်လေးတိုင်ရှည်လေးထိုးတာနော်ဒါဆိုပထမဟိုဘက်ချမ်းမှာထိုးခဲ့တဲ့ပထမဆုံးတိုင်ရှည်ရဲ့ထိပ်မှာရှက်ကော်လေးနဲ့လှမ်းချိန်လိုက်မယ်နော်ပြီးချိန်လေးတစ်ခါထိုးပြီးတော့ခြီလေးကိုနည်းနည်းရှည်ရှည်လေးဖြတ်ထားမယ်ဘာလို့ဆိုတော့ပြန်ချုပ်ရမှာဖြစ်တဲ့အတွက်နော်အစွမ်းဒီမှာဒီလိုလေးရပြီနော်ဒီလိုနှစ်ရွက်လေးနှစ်ခုထိုးထားရမယ်နော်ဒီလိုနှစ်ရွက်လေးကလည်းနှစ်ခုထိုးထားရမယ်ဒီတစ်ခါဂိတ်တော့ခေါင်းပေါ်ကဖဲပြားလေးထိုးမယ်နော်ခေါင်းပေါ်ကဖဲပြားကိုကြိုက်တဲ့ပန်းအရင်ပန်းအနုကြိုက်တဲ့အရာသုံးလို့ရခဲ့ဒီအရာဆက်ပန်းရောင်လေးကိုသုံးမယ်နော်ပထမဆုံးစထိုးမယ်ဖဲပြားလေးထိုးမယ်ဆိုရင်ပထမဆုံးချိန်လေး30ထိုးမယ်နော် slit knot လေးရင်လုပ်မယ်slit knot လေးလုပ်ပြီးချိန်လေး30ပြည့်တဲ့ဒီထိုးလာခဲ့မယ်နော်ချိန်30ပြည့်တဲ့ဒီထိုးလာခဲ့မယ်မနော်ဂိတ်တို့ချိန်လေး30ပြည့်အောင်ထိုးလာပြီးဆိုရင်ပြန်လှည့်မယ်ပြန်လှည့်ပြီးရင်ဂိတ်တို့ကနှစ်ပေါက်ကြော်မယ်ပထမဆုံးဒီဘေးကချိန်လေးနှစ်ခုကိုကြော်မယ်နော်3ပေါက်မြောက်ဒီ3ပေါက်မြောက်ကနေထိုးမယ်ချိန်လေးနှစ်ခုကြော်မယ်3ပေါက်မြောက်ကနေထိုးမယ်ပထမ3ပေါက်မြောက်ကနေတိုင်တိုရိုးတိုင်တိုနော်28ခါပြည့်တဲ့ဒီထိုးလာခဲ့မယ်တိုင်တိုတစ်ချိန်2ချိန်3ချိန်အဲ့လိုမျိုးတိုင်တိုလေးချိန်တောက်လျှောက်28ခါပြည့်တိုင်တို28ခါထိုးလာခဲ့မယ်နော်ဒီတော့ဒီမှာချိန်တောက်လျှောက်မှာတိုင်တိုလေး28ခါထိုးလာပြီနော်ဒါဆိုရင်နောက်ဆုံးတစ်ပေါက်လေးချက်မယ်အဲ့အပေါက်လေးထဲမှာ W ပြန်ထိုးမယ် W ဆိုတာတစ်ပေါက်ထဲမှာတိုင်တို3ခါထိုးတာကိုပြောတာနော်သင်္ကေတ W နဲ့ပြမယ်တစ်ပေါက်ထဲမှာတိုင်တို3ခါထိုးမယ်တိုင်တို2ခါထိုးပြီးဒီပေါက်ထဲမှာပဲတိုင်တိုလေးနောက်တစ်ခါဒါဆိုတိုင်တိုလေး3ခါနော်ဒီတစ်ပေါက်ထဲမှာတိုင်တို3ခါထိုးပြီးဆိုရင်ဒီဘက်ကျန်တဲ့ဖုန်မီတောက်လျှောက်ကျန်တဲ့ဖုန်မီတောက်လျှောက်မှာတိုင်တို28ခါတောက်လျှောက်ထိုးလာခဲ့မယ်နော်ဒီခြေစားလေးကိုလည်းအောက်ကနေတိမ်ပြီးထိုးလာမယ်ပထမဆုံးဖုန်မီလေးမှာနော်ဒီအောက်ကခြေလေးလည်းတိမ်ပြီးထိုးလာမယ်နော်တိုင်တိုလေးတစ်ခါနောက်ဖုန်မီလေးမှာတိုင်တိုလေးတစ်ခါနှစ်ခါအဲ့လိုမျိုးတိုင်တိုလေးဒီဘက်တောက်လျှောက်ဖုန်မီမှာတိုင်တို28ခါပြည့်တဲ့ဒီထိုးလာခဲ့မယ်နော်မှန်နော်ခိတ်ရွက်ဆောင်တဲ့ဒီတိုင်တိုလေး28ခါထိုးလာပြီထိုးလာပြီဆိုရင်ပထမဆုံးဟိုဘက်ဖုန်မီချမ်းလေးဟိုဘက်တိုင်တိုလေးထိမ်မှာရှက်ကော်လေးနဲ့လှမ်းချိန်လိုက်မယ်နော်ချိန်လေးတစ်ခါတက်မယ်ဒါဆိုပထမတန်းပြီးဒုတိယတန်းအောင်ထိုးမယ်ဆိုရင်ပထမဆုံးတိုင်တိုလေးတစ်ခါထိုးမယ် H လေးတစ်ခါပါနော်ပြီးရင်နောက်တစ်ပေါက်မှာတိုင်ပွားလေးထိုးမယ်တိုင်ပွားဆို V ပေါ့နော်တစ်ပေါက်တည်းမှာတိုင်တိုလေးနှစ်ခါထိုးတာတိုင်ပွားလေးထိုးမယ်တိုင်ပွားလေးထိုးပြီးနောက်တစ်ပေါက်မှာတိုင်တိုလေးတစ်ခါပြန်ထိုးမယ်နော်ပြီးရင်နောက်တစ်ပေါက်မှာတိုင်လက်တစ်ချိန်ပြန်ထိုးမယ်တိုင်လက်ကိုသင်္ကေတ T နဲ့ပြရနော်တိုင်လက်လေးတစ်ချိန်ပြန်ထိုးမယ်တိုင်လက်လေးထိုးပြီးရင်နောက်ထပ်တိုင်ရှည်8ခါထိုးလာခဲ့မယ်တိုင်ရှည်သင်္ကေတ F နဲ့ပြရနော်တိုင်ရှည်ဆိုပထမဆုံးရှည်က2ရက်ကိုဖြုံမယ်နောက်ကျတဲ့2ရက်ကိုဖြုံမယ်ဒါတိုင်ရှည်သင်္ကေတ F နဲ့ပြတယ်အဲ့လိုတိုင်ရှည်လေး8ခါထိုးလာမယ်နော်တိုင်ရှည်2ခါတိုင်ရှည်3ခါအဲ့လိုမျိုးတိုင်ရှည်လေး8ချိန်ပြည့်ရည်ထိုးလာခဲ့မယ်တိုင်ရှည်လေး8ခါပြည့်အောင်ထိုးလာပြီနော်ဒါဆိုရင်နောက်တစ်ပေါက်မှာတိုင်လက်လေးတစ်ခါပြန်ထိုးမယ်တီလေးပေါ့နော်တိုင်လက်လေးတစ်ချိန်ပြန်ထိုးမယ်တိုင်လက်လေးထိုးပြီးနော်တိုင်လက်လေးထိုးပြီးလို့ရှိရင်တိုင်တိုလေးတစ်ခါပြန်ထိုးမယ်တိုင်တိုလေးတစ်ခါထိုးပြီးနော်တိုင်တိုတစ်ခါထိုးပြီးရင် slip stitch ရှက်ကော်လေး3ခါထိုးမယ်နော်ပထမဆုံးရှက်ကော်တစ်ခါနောက်တစ်ပေါက်မှာပထမဆုံးရှက်ကော်တစ်ခါ2ခါနောက်တစ်ပေါက်မှာ slip stitch ရှက်ကော်လေးတစ်ခါ3ခါနော်သင်္ကေတ SLST လို့ပြရနော်3ခါပြီးလို့ရှိရင်နောက်တစ်ပေါက်မှာတိုင်တိုလေးတစ်ခါပြန်ထိုးမယ်နော်တိုင်တိုလေးထိုးပြီးရင်နောက်တစ်ပေါက်မှာ
တိုင်လက်လေးတစ်ခါပြန်ထိုးမယ်တီလေးပေါ့နော်တင်ငယ်တာတီနဲ့ပြတယ်တိုင်လေးတစ်ခါပြန်ထိုးမယ်ပြန်ထိုးပြီးရင်တိုင်ရှည်လေး10ခါပြန်ထိုးလာခဲ့မယ်နော်တိုင်ရှည်လေး10ခါပြန်ထိုးလာမှန်နော်တိုင်ရှည်လေး10ခါပြန်အောင်ထိုးလာပြီတိုင်ရှည်လေး10ခါပြန်အောင်ထိုးလာပြီလို့ရှင်နောက်တစ်ပေါက်မှာတိုင်လက်လေးတစ်ခါပြန်ထိုးမယ်နော်တိုင်လက်လေးတစ်ခါထိုးမှာတိုင်လက်ထိုးပြီးရင်နောက်တစ်ပေါက်မှာတိုင်တူလေးတစ်ခါထိုးမယ် H လေးပေါ့နော်တိုင်တူတစ်ခါထိုးမယ်နောက်တစ်ပေါက်မှာ V လေးထိုးမယ် V ဆိုတာကတိုင်ပွားတစ်ပေါက်တည်းမှာတိုင်တူလေးနှစ်ခါထိုးတာပြနော်တိုင်ပွားလေးထိုးမယ်တိုင်ပွားလေးထိုးပြီးရင်နောက်တစ်ပေါက်မှာတိုင်တူလေးတစ်ချိန်ပြန်ထိုးမယ်လူလေးရမယ်ပြီးရင်နောက်တစ်ပေါက်မှာတိုင်လက်လေးတစ်ချိန်ပြန်ထိုးမယ်တိုင်လက်ဆို T ပေါ့နော်တိုင်လက်လေးတစ်ချိန်ပြန်ထိုးမယ်ထိုးပြီးပြီဆိုရင်နောက်ထပ်တိုင်ရှည်10ခါပြည့်တဲ့အထိပြန်ထိုးလာမယ်နော်နောက်ထပ်တိုင်ရှည်10ခါပြန်ထိုးလာခဲ့မယ်နှစ်ခါအဲ့လိုတိုင်ရှည်10ချိန်ပြည့်တဲ့အထိပြန်ထိုးလာမယ်နော်နောက်တိုင်ရှည်10ခါပြန်ထိုးလာပြီးတိုင်ရှည်10ခါပြန်ထိုးလာပြီးရင်နောက်တစ်ပေါက်မှာတိုင်လက်လေးတစ်ခါထိုးမယ်နောက်တိုင်လက်လေးတစ်ခါထိုးမယ်တိုင်လက်လေးတစ်ခါထိုးပြီးနောက်တစ်ပေါက်မှာတိုင်တူလေးတစ်ခါထိုးမယ်တိုင်တူတစ်ခါထိုးပြီးရင်ဒီအလဲမှာကရှက်ကော်လေး3ချိန်ပြန်ထိုးမယ်ရှက်ကော်လေးတစ်ခါနောက်တစ်ပေါက်မှာရှက်ကော်လေးတစ်ခါဆို2ခါနောက်တစ်ပေါက်မှာရှက်ကော်လေးတစ်ခါ3ခါနောက်3ခါထိုးပြီးရင်နောက်တစ်ပေါက်တင်မှာတိုင်တူလေးတစ်ချိန်ပြန်ထိုးမယ်တိုင်တူထိုးပြီးရင်နောက်တစ်ပေါက်မှာတိုင်လက်လေးတစ်ခါပြန်ထိုးမယ်တင်ငေတာတီပေါ့နော်တိုင်လက်ဆိုတင်ငေတာတီနဲ့တိုင်လက်လေးပြန်ထိုးမယ်တိုင်လက်လေးထိုးပြီးရင်နောက်ထပ်တိုင်ရှည်10ခါပြန်ထိုးလာမယ် F လေး10ခါပေါ့နော်တင်ငေတာ F နဲ့ပြတဲ့တိုင်ရှည်ကိုတိုင်ရှည်လေး10ခါပြည့်တဲ့အထိပြန်ထိုးလာခဲ့မယ်နော်ဒီမှာနော်တိုင်ရှည်လေး10ခါပြည့်တဲ့အထိထိုးလာပြီးဆိုနောက်တစ်ပေါက်မှာတိုင်လက်လေးတစ်ခါပြန်ထိုးမယ်နော်တိုင်လက်လေးထိုးပြီးနောက်တစ်ပေါက်မှာတိုင်တူလေးတစ်ခါပြန်ထိုးမယ်နောက်ဆုံးကျန်တဲ့ဒီမှာအပေါက်လေးမှာတိုင်ပွားလေးထိုးမှာနော်နောက်ဆုံးကျန်တဲ့ပေါက်လေးမှာတစ်ပေါက်တည်းမှာတိုင်တူ2ခါတင်ငေတာ V နဲ့ပြတယ်တိုင်ပွားလေးတစ်ခါထိုးလိုက်မယ်ဒါဆိုရင်ပြီးပြီပထမဆုံးဒီမှာပထမဆုံးတိုင်တူရဲ့ထိပ်လေးမှာရှက်ကော်နဲ့နှမ်းချိတ်လိုက်မယ်ဒီလိုမျိုးလေးရပြီမျိုးလေးရပြီနော်မျိုးလေးရပြီဒီမျိုးလေးရပြီဆိုရင်ဒီမှာဒါအခုဒီထိုးလာတာဒါအပေါ်ဘက်ဒါအလှဘက်နော်အလှဘက်ဆိုတော့ဒီလိုအခလေးကိုဒီလိုလေးကင်လိုက်မယ်အကကိုဘက်မှာရှိမှာဒီလိုလေးကင်ပြီးရင်ဒီလိုအနောက်ကိုကွေးလိုက်မယ်ဒီမှာကွေးပြီးတော့ဒီမှာဒီအစလေးနှစ်ခုတလားဒီထိပ်အစလေးနှစ်ခုဒီအစလေးနော်ဒီထိပ်ဒီအလဲမာလေးကိတ်တို့ဟိုဘက်ချက်မှာ V လေးလာမထိုးခဲ့နော်ဒီတက်တဲ့ပေါ့ဒီဘက်အလဲဒီဘက်ဒီအလဲတဲမဲ့အပေါက်လေးပေါ့နော်ရှက်ကော်လေးနဲ့ချိတ်လိုက်မယ်တဲတဲမဲ့ပေါက်စုံမှာပေါက်လေးကိုဒီလိုဝင်ပြီးတော့နောက်ဘက်ကိုရှက်ကော်လေးနဲ့ချိတ်လိုက်မယ်ရှက်ကော်လေးနဲ့ဒီလိုချိတ်လိုက်ရင်ဒီလိုလေးနှစ်ဘက်က join မိတာဖြစ်သွားပြီ join မိတာဖြစ်သွားပြီဆိုရင်ခြေလေးကိုနည်းနည်းရှည်လေးဖြတ်မယ်နော်နည်းရှည်လေးဖြတ်မယ်ဖြတ်လိုက်မယ်ဒါပြီးဆိုဒီမှာဒါအရှိမဒီလိုမျိုးလေးဖျက်ရမှုပေါ်နေနော်အနောက်ကဒီလိုစီထားပြီးရင်ဒီလိုအရှိဘက်ကိုကြည့်မယ်ယူပြီးတော့ဒီပုံနဲ့ခြေရှည်လေးကိုဒီမှာပတ်မယ်ဒီအလဲမှာနော်ဒီအလဲလေးကိုအရင်ချိုးလိုက်ပေါ့ဖျက်လေးကိုတခြားပြီးနီလေးချိုးလိုက်မယ်ဒီလိုပြီးရင်ဒီအလဲကနေဒီလိုပတ်လာမယ်နော်ဒီမျိုးလေးအစားလေးပတ်လိုက်မယ်ဒီမှာရပြီဒီလိုမျိုးလေး3 4 5ပတ်လောက်ပတ်လိုက်ပေါ့နော်အလဲကျိုးလေးကိုလိုပတ်လိုက်ပေါ့ရပြီဆိုရင်ဒီမှာဒီချီစားလေးကိုအခလေးထည့်မယ်နော်ခိတ်တူကဒီမှာအခလေးထည့်ပြီးတော့ဒီအနောက်ဘက်နော်ဒီဒါအလှဘက်အရှိဘက်လေးနော်ဒီအနောက်ဘက်မှာပဲဒီဘက်ကနေအခလေးထည့်လိုက်ချီနဲ့ဟိုဘက်ထည့်လိုက်ရွက်ထည့်လိုက်နဲ့ဒီမှာချီပြီးတော့ဒီနားမှာတစ်ချက်တုပ်ပြီးတော့ဒီမှာချုပ်လိုက်တယ်ဖေးပြားလေးကိုနော်ဒါဆိုရင်ဒီမှာဖေးပြားလေးပြီးရင်ချီစားလေးကိုဖြတ်လိုက်တယ်နည်းနည်းတူတူလေးဖြတ်လိုက်တယ်ဗါလို့ဒီနောက်ပိုင်းကကော့ကတ်မှာဆိုတော့နော်ဘာပဲပြီးရင်ဖေးပြားလေးလက်ကလေးထည့်ပြီးလို့နည်းနည်းညှိလိုက်ပါနော်ဟိုဘက်ဒီဘက်လေးညှိလိုက်ပေါ့ဒါအရှိဘက်ပေါ့နော်ဒါဆိုဒီမှာဖေးပြလေးရပြီနော်ဒါအနောက်ဘက်လေးနော်ဒါအရှိဘက်ဒါဆိုဖေးပြလေးရပြီနော်ဒီတို့ကဒီတခါရုံကောင်းလေးထုတ်မယ်နော်ရုံကောင်းလေးထုတ်မယ်ဆိုချီအဖြူရောင်လေးသုံးမယ်အကတော့ 2.5 ပဲသုံးမယ်နော်ပထမဆုံးမကြည့်ရင်လေးလုံးမယ်ကွင်းရှင်လေးလုံးမယ်ကွင်းရှင်လေးထဲမှာချိန်လေးတစ်ခါအရင်ဆုံးချီလေးဆွဲလိုက်ပြီးချိန်တစ်ခါထိုးလိုက်မယ်နော်ပြီးလို့ရှိရင်ပထမဆုံးအတန်းကိုထိုးမယ်ပထမဆုံးအတန်းကတိုင်တိုး6ခါထိုးမယ်နော်တိုင်တိုးလေး6ခါထိုးလာခဲ့မယ်ဒီမကြည့်ရင်ထဲမှာပေါ့နော်တိုင်တိုးတစ်ခါ2ခါ3ခါ4ခါ5ခါ6ခါတိုင်တိုး6ခါထိုးပြီးရင်ဒီခွင်းလေးကိုစေတော့ပိတ်လိုက်မယ်နော်
ပိတ်ပြီးလို့ရှင်ပထမဆုံးတိုင်တူလေးရဲ့ထိပ်မှာချက်ကော်လေးလှမ်းချိန်မယ်နော်ပြီးချိန်လေးတစ်ခါတက်မယ်ဒါပထမတန်းပြီးပြီးဒုတိယတန်းအောင်ထိုးမယ်ဒုတိယတန်းကျတော့ sit v ထိုးမယ် sit v ဆိုတော့တိုင်ပွား6ခါတပေါက်တည်းမှာတိုင်တူ2ခါထိုးတာနော်တပေါက်တည်းမှာတိုင်တူ2ခါနဲ့ပတ်ပတ်လဲတပေါက်တိုင်တူ2ခါစီနဲ့ပတ်ပတ်လဲ6ကြိမ်မြောက်ထိုးလာခဲ့မယ်နော်တိုင်ပွားလေး6ခါပြည့်တီထိုးလာမယ်ဒီမှာတိုင်ပွားလေး6ခါထိုးလာပြီနော်တိုင်ပွား6ခါထိုးလာပြီဆိုရင်ဒါ2တန်းမြောက်ပြီ3တန်းမြောက်ကိုထိုးမယ်3တန်းမြောက်ကပထမဆုံးတိုင်တူတစ်ခါနောက်တစ်ပေါက်မှာတိုင်ပွားတစ်ခါဒီလိုမျိုးလေးအစုလေး6စုပြအောင်ထိုးရမှာဒါတစုပြီနော်တိုင်တူတစ်ခါတိုင်ပွားတစ်ခါတိုင်တူတစ်ခါတိုင်ပွားတစ်ခါနဲ့ပတ်ပတ်လဲ6ကြိမ်ပြအောင်ထိုးလာခဲ့မယ်နော်ဒီမှာတိုင်တူတစ်ခါတိုင်ပွားတစ်ခါအဆုံးထိထိုးလာပြီဆိုရင်3တန်းမြောက်ပြီ4တန်းမြောက်ကိုထိုးမယ်4တန်းမြောက်ကကြတော့ပထမဆုံးတိုင်တူတစ်ခါနောက်တစ်ပေါက်မှာတိုင်ပွားတစ်ခါပြီးရင်နောက်ဆုံးတစ်ပေါက်မှာတိုင်တူတစ်ခါပြန်ထိုးမယ်ဒါအစုလေးတစ်စုပေါ့နော်တိုင်တူတစ်ခါတိုင်ပွားတစ်ခါတိုင်တူတစ်ခါဒါအစုလေးတစ်စုပတ်ပတ်လဲအဲ့လိုမျိုးအစုလေး6စုပြအောင်ထိုးလာမယ်နော်ထပ်ပြီးတော့တိုင်တူတစ်ခါတိုင်ပွားတစ်ခါတိုင်တူတစ်ခါ2စုတိုင်တူတစ်ခါတိုင်ပွားတစ်ခါတိုင်တူတစ်ခါ3စုအဲ့လိုမျိုးပတ်ပတ်လဲအစုလေး6စုပြအောင်ထိုးလာခဲ့မယ်နော်ခေတို့ကထိုးလာပြီဆိုရင်4တန်းမြောက်ပြီ4တန်းမြောက်ပြီး5တန်းမြောက်ကိုထိုးမယ်5တန်းမြောက်ကကြတော့တိုင်တူ3ကတိုင်ပွားတစ်ခါတိုင်တူ3ကတိုင်ပွားတစ်ခါနဲ့ပတ်ပတ်လဲအစုလေး6စုရအောင်ထိုးခဲ့မယ်နော်တိုင်တူ3ကတိုင်ပွားတစ်ခါဒါတစုပေါ့နော်နောက်ထပ်တိုင်တူ3ကတိုင်ပွားတစ်ခါတိုင်တူ3ကတိုင်ပွားတစ်ခါပတ်ပတ်လဲအစုလေး6စုရအောင်ထိုးလာခဲ့မယ်ခေတို့ကဒီမှာတိုင်တူ5ကတိုင်ပွားတစ်ခါနဲ့ပတ်ပတ်လဲထိုးလာပြီနော်ဒါဆိုရင်5တန်းမြောက်ပြီ5တန်းမြောက်ပြီးရင်6တန်းမြောက်ကနေ6တန်း9တန်း10တန်း9တန်း4တန်းအဲ့4တန်းကကြတော့ပတ်ပတ်လဲတိုင်တူ30ပတ်ပတ်လဲတိုင်တူ30နဲ့4တန်းထိုးလာမယ်နော်တိုင်တူတပေါက်တစ်ချက်နဲ့ပတ်ပတ်လဲတိုင်တူအချက်30နဲ့4တန်းထိုးလာခဲ့မယ်နော်ဒီမှာတိုင်တူ30ကို4တန်းထိုးလာပြီနော်4တန်းထိုးလာပြီဆိုရင်ဒါက9တန်းမြောက်ထိပြီ9တန်းမြောက်ပြီး10တန်းမြောက်ကိုထိုးမယ်10တန်းမြောက်ကကြတော့ပထမဆုံးတိုင်တူ9ခါထိုးမယ်1 2 3 4 5 6 9 10နော်တိုင်တူ9ခါထိုးပြီနော်တိုင်တူ9ခါထိုးပြီးရင်တိုင်ပွား9ခါပြန်ထိုးမယ်V လေး9ခါထိုးမယ်နော်တိုင်ပွားတစ်ပေါက်တည်းမှာတိုင်တူ2ချက်နဲ့တစ်ခါတစ်ပေါက်တည်းမှာတိုင်တူ2ခါတစ်ပေါက်တည်းမှာတိုင်တူ2ခါထိုးတယ်နော်အဲ့လိုမျိုး V လေး9ခါပြည့်ရည်ထိုးလာခဲ့မယ်2ခါရှိပြီဒါနဲ့ဆို3ခါတစ်ပေါက်တည်းမှာတိုင်တူ2ခါထိုးတော့ V လို့ဆိုတဲ့တငယ်တာနဲ့ပြရနော်တိုင်ပွားနော်တိုင်ပွား1 2 3 4 4ခါရှိပြီတိုင်ပွားလေး5ခါတိုင်ပွား6ခါတိုင်ပွား9ခါတိုင်ပွားလေး9ခါထိုးလာပြီနော်9ခါလေးထိုးပြီးရင် A လေးတစ်ခါထိုးမယ် A ဆိုတာတိုင်ရော့နော်ဒီအလယ်မှာတိုင်ရော့လေးတစ်ခါထိုးမယ်နော်ရှေ့ဘက်ဖုံးတိုင်တူ2ခုရဲ့ရှေ့ဘက်ဖုံးမိချမ်းလေးကိုယူပြီးတိုင်တူတစ်ခါလေးဖြစ်အောင်လုပ်လိုက်တာနော်တိုင်ရော့လေးတစ်ချိန်ထိုးမယ်တိုင်ရော့လေးတစ်ချိန်ထိုးပြီးနောက်ထပ်တိုင်ပွားလေး9ခါပြန်ထိုးလာမယ်နော်တစ်ပေါက်တည်းမှာတိုင်တူ2ခါနဲ့တိုင်ပွားလေး9ခါတိုင်ပွား9ခါပေါ့နော် V လေး9ခါပြည့်တီပြန်ထိုးလာမယ်ဒီမှာတိုင်ပွားလေး9ခါပြန်ထိုးလာပြီတိုင်ပွားလေး9ခါထိုးပြီးသွားရင်နောက်ဆုံးချန်တဲ့အပေါက်လေးတွေမှာတစ်ပေါက်တစ်ချက်နဲ့တိုင်တူ9ခါပြန်ထိုးလာမယ်နော်တိုင်တူ9ခါထိုးလာမယ်နော်အဆုံးထိထိုးလာပြီနော်ဒါဆို10တန်းမြောက်ပြီ10တန်းမြောက်ပြီးရင်17တန်းမြောက်ကိုထိုးမယ်17တန်းမြောက်ထိုးမယ်ဆိုပထမဆုံးတိုင်တူလေး5ခါထိုးမယ်တိုင်တူ2ခါ3ခါ4ခါ5ခါတိုင်တူလေး5ခါထိုးပြီးရင်တိုင်ရော့လေးတစ်ခါထိုးမယ် A လေးတစ်ခါထိုးမယ်နော်တိုင်ရော့လေးတစ်ခါထိုးမယ်တိုင်ရော့လေးတစ်ခါထိုးပြီးရင်ဒီအရှိတ်အချမ်းကိုတိုင်တူရိုးတိုင်တူလေး29ကပြည့်တဲ့ဒီထိုးလာခဲ့မယ်1 2 3 4 5အဲ့လိုမျိုးတိုင်တူလေး29ကပြည့်တဲ့ဒီထိုးလာခဲ့မယ်နော်ဒီတော့တိုင်တူလေး29ကထိုးလာပြီနော်29ကလေးထိုးပြီး A လေးတစ်ခါပြန်ထိုးမယ် A ဆိုတော့တိုင်ရော့လေးတစ်ခါပြန်ထိုးမယ်နော်တိုင်ရော့လေးတစ်ချိန်ပြန်ထိုးလိုက်မယ်တိုင်ရော့လေးတစ်ချိန်ထိုးပြီးစုံတဲ့ဒီတိုင်တူလေး5ကပြန်ထိုးလာခဲ့မယ်နော်တိုင်တူ5ကပြန်ထိုးလာမယ်ဒီမှာအဆုံးထိထိုးလာပြီနော်ဒါဆို17တန်းမြောက်ပြီ17တန်းမြောက်ပြီးရင်12တန်း13တန်း14တန်း3တန်းလုံးကပတ်လဲတိုင်တူ40ခါ3တန်းထိုးရမယ်ပတ်လဲတိုင်တူ40ခါတိုင်တူ40ခါတိုင်တူ40ခါ3တန်းထိုးလာမယ်နော်
ခိတ်တော့ဒီမှာအဆုံးထိထိုးလာပြီးပြီเนาะဒါဆိုရင်14တန်းမြောက်ထိပြီးပြီ14တန်းမြောက်ပြီးရင်ခိတ်ကဒီမှာ key chain တက်မှာဖြစ်တဲ့အတွက်ဒီမှာ school နဲ့ကျစ်တဲ့ key chain လေးကိုတစ်ခါလေးတက်ထားလိုက်တယ်เนาะဒီအကုန်လုံးပြီးမှ key chain ကွင်းနဲ့တက်မဲ့သူတွေကတက်ကွာကိုအဆုံးထိပြီးမှတက်လို့ရရယ်เนาะဒါကဒီလိုဟာလေးနဲ့တက်မှာဖြစ်တဲ့အတွက်တစ်ခါလေးအတွင်းနေရာနေတက်ထားရတာပေါ့เนาะဒါဆိုရင်ဆက်ထိုးမယ်15တန်းမြောက်ကိုထိုးမယ်15တန်းမြောက်ကပထမဆုံးတိုင်တို9ကထိုးမယ်เนาะတိုင်တို9ကထိုးမယ်နှစ်ခါ3က4က5ကเนาะတိုင်တိုလေး5ကထိုးမယ်တိုင်တို5ကထိုးပြီးတိုင်ရော့လေး9ကထိုးမယ် A လေး9ကထိုးမယ်เนาะတိုင်ရော့လေးနှစ်ပေါက်ကိုတစ်ပေါက်ဖြစ်အောင်လုပ်မယ်တိုင်ရော့တစ်ခါရှေ့ဘက်ပုံပြီးနှစ်ချောင်းယူပြီးတော့နှစ်ပေါက်ကိုတစ်ပေါက်ဖြစ်အောင်လုပ်မယ်နှစ်ခါ3က4က5က6က9ကတိုင်ရော့လေး9ကထိုးပြီးပြီเนาะတိုင်ရော့လေး9ကထိုးပြီးဒီမှာလဲ M လေးထိုးမယ် M ဆိုတာက3ပေါက်ကိုတစ်ပေါက်တည်းဖြစ်အောင်လုပ်တာเนาะ M လေးထိုးမယ်เนาะဒီမှာကျတော့ M ကမှပထမ6တောက်မှာထိုးသလိုမျိုးအဖုပုံစံမျိုးမလုပ်ဘူးเนาะပထမဆုံးတိုင်တိုပဲရှေ့ဘက်ပုံမီချန်လေးဝင်မယ်နောက်တိုင်တိုပဲပုံမီချန်လေးကိုတစ်ချက်ထပ်ဝင်မယ်2ခုနောက်ထပ်တိုင်တိုပဲရှေ့ဘက်ပုံမီချန်လေးထပ်ဝင်မယ်3ခုတိုင်တို3ပေါက်ကိုယူလိုက်မယ်เนาะယူပြီးရင်3ပေါက်ကိုခြီလေးဆွဲထုတ်လာမယ်ဒီမှာလိုလေးရပြီဒါဆိုရင်ဒီမှာတိုင်တိုလေးတစ်ခါထိုးလိုက်မယ်ဒါဆိုရင်3ပေါက်ကိုတစ်ပေါက်တည်းပြန်လုပ်လိုက်တာသင်္ကေတ M နဲ့ပြရယ်เนาะ3ပေါက်ကိုတစ်ပေါက်တည်းပြန်လုပ်တာเนาะ M လေးတစ်ချိန်ထိုးပြီးသွားရင်နောက်ထပ်တိုင်ရော့ A လေး9ခါပြန်ထိုးမယ်เนาะတစ်ခါနှစ်ခါ3ခါအဲ့လိုမျိုးတိုင်ရော့9ခါပြည့်တဲ့ဒီထိုးလာခဲ့မယ်เนาะအဲ့တော့တိုင်ရော့လေး9ခါပြည့်အောင်ထိုးလာပြီးရင်နောက်ဆုံးကျန်တဲ့5ပေါက်မှာရိုးတိုင်တိုလေး5ချိန်ပြန်ထိုးလိုက်မယ်เนาะတိုင်တို2ခါတိုင်တို3ခါ4ခါ5ခါတိုင်တို5ခါထိုးပြီးပထမဆုံးပေါက်မှာရှက်ကော့လေးနဲ့ချိန်မယ်ချိန်လေးတစ်ခါတက်မယ်ဒါဆိုရင်15တန်းမြောက်ပြီးပြီဒီမျိုးလေးရပြီเนาะ15တန်းမြောက်ပြီးပြီ15တန်းမြောက်ပြီးရင်16တန်းမြောက်ကိုထိုးမယ်16တန်းမြောက်ကကြတော့တိုင်တို3ခါထိုးမယ်တိုင်တို3ခါထိုးပြီးတိုင်ရော့လေးတစ်ခါထိုးမယ် A လေးတစ်ခါထိုးမယ်เนาะတိုင်တို3ခါတိုင်ရော့တစ်ခါဒါတစုပေါ့เนาะတိုင်တို3ခါတိုင်ရော့တစ်ခါ2စုတိုင်တို3ခါတိုင်ရော့တစ်ခါ3စုပတ်လဲ6စုပြည့်ရတဲ့ထိုးsorry ပတ်လဲ5အစုလေး5စုရရတဲ့ထိုးလာခဲ့မယ်เนาะတိုင်တို3ခါတိုင်ရော့တစ်ခါနဲ့5ချိန်ပြည့်ရတဲ့ထိုးလာခဲ့အဆုံးထိထိုးလာပြီးပြီเนาะဒါဆို16တန်းမြောက်ပြီးပြီ16တန်းမြောက်ပြီးရင်18တန်းမြောက်ကိုထိုးမယ်18တန်းမြောက်ကတိုင်တို2ခါတိုင်ရော့တစ်ခါတိုင်တို2ခါတိုင်ရော့တစ်ခါနဲ့ပတ်လဲအစုလေး5စုပြည့်အောင်ထိုးလာခဲ့မယ်เนาะတိုင်တို2ခါတိုင်ရော့လေးတစ်ခါတိုင်တို2ခါတိုင်ရော့တစ်ခါနဲ့ပတ်လဲအစုလေး5စုပြည့်အောင်ထိုးလာမယ်ခိတ်တော့ဒီမှာအဆုံးထိထိုးလာပြီးเนาะအဆုံးထိထိုးလာပြီးရင်ရှက်ကော်လေးချိတ်တယ်ပြီးရင်ချင်းလေးတစ်ခါတက်တယ်เนาะပြီးရင်ချီစားလေးကိုတူတူလေးပဲဖြတ်လိုက်မယ်ဘာလို့ဆိုတော့ဒီချီစားလေးကခေါင်းထဲကိုပြန်သွင်းလိုက်မှာเนาะအတွင်းဘက်အပေါက်ကနေချီစားလေးကိုပြန်ဆွဲသွင်းလိုက်မယ်ထဲဟုတ်ပါเนาะဒါဆိုရင်ဒီချီစားလေးကိုထည့်မယ်ပြီးရင်ဆီလီကွန်လေးသွင်းမယ်เนาะဒီထဲကိုဆီလီကွန်သွင်းမယ်ဆီလီကွန်သွင်းတဲ့အခါကျရင်တင်းတင်းဖြစ်ဖြစ်လေးသွင်းမယ်เนาะဆီလီကွန်မခိုးနဲ့เนาะခိုးရင်အယုတ်ကမလှရော့တွဲနဲ့ဒီပါးနေရလေးလဲသူဖောင်းလေးဖြစ်အောင်ဆီလီကွန်အပြည့်လေးသွင်းလိုက်မယ်เนาะခိတ်တော့ဒီမှာအဆုံးထိဆီလီကွန်လေးပြည့်ရအောင်ဖြည့်ထားပြီးเนาะပါးလေးတွေတင်းတင်းလေးဖြည့်ထားရเนาะဖြည့်ထားပြီးဆိုရင်ခိတ်တော့ဒီမှာမျက်နှာရဲ့အရှိတ်တွေ့လားဒီ10တန်းမြောက်မှာလေးတိုင်ပွားလေးဒီမှာ9ခါတိုင်ပွားလေး9ခါဒီမှာတိုင်ရော့လေးတစ်ခါတိုင်ပွားလေး9ခါပွားခဲ့တဲ့နေရာလေးရှိရเนาะအဲ့ဟာကိုဒီမှာဒီဘက်မှာတိုင်ပွား9ခါဒီဘက်မှာတိုင်ပွားလေး9ခါဒီမှာဒါအလဲတိုင်တိုလေးတစ်ခါဒါအလဲမှတ်လေးဖြစ်ပင်အခလေးနဲ့စိုက်ထားလိုက်မယ်เนาะဒါအလဲမှတ်လေးเนาะဒီမှာ M ထိုးခဲ့တဲ့နေရာလေးရှိရသေးတယ်မလားဒီမှာ M လေး M တင်ကြတာထိုးခဲ့တဲ့နေရာအဲ့ဟာလေးကဒီမှာအချိုင်ပုံစံမျိုးလေးဖြစ်နေလိမ့်မယ်အဲ့ဒါတော့အချိုင်လေးလိုချင်တော့ဒီမှာတော့အောက်ကကျင်အချိုင်လေးမှာအပေါ်ကကျင်နေဒီမှာပါးလေးနှစ်ပတ်ကအဖောင်းလေးဒီမှာအလဲမှာအချိုင်လေးပေါ့เนาะအဲ့လိုမျိုးလေးဖြစ်လိမ့်မယ်ဒီအလဲချိုင်တဲ့နေရာလေးဒါအလဲမှတ်ပေါ့เนาะဘာလို့ဆိုမျက်လုံးတက်တဲ့နေရာလို့ပြီးရင်ဒီနာမှာနှာခေါင်းပုံဖော်မဲ့နေရာလေးတွေကိုတခြားတီးအောင်အလဲမှတ်လေးအဖြစ်ပင်အလေးစိုက်ထားလိုက်မယ်เนาะဒီတကားဂိတ်တော့ခန္ဓာကိုယ်လေးထုံးမယ်เนาะခန္ဓာကိုယ်လေးထုံးမယ်ဆိုချီအဖြူရောင်လေးပဲတုံးမယ်เนาะခွင်းရှင်လေးလုံးမယ်ခွင်းရှင်လေးထဲမှာမချစ်ရင်လေးထဲမှာချိန်လေးတစ်ခါထိုးလိုက်မယ်ပြီးလို့ရှိရင်ဒီထဲမှာပဲတိုင်တိုလေး10ခါထိုးမယ်เนาะတိုင်တိုလေး10ခါပြည့်အောင်ထိုးလာခဲ့မယ်2ခါ3ခါ
4က5က6ခွန်8ခါပြန်ထိုးလာပြီးဒီခွင်းလေးကိုစေသွားအောင်ပိတ်လိုက်မယ်နော်ဒါဆိုပိတ်သွားရင်နော်ပိတ်သွားပြီဆိုရင်ပထမဆုံးတိုင်တိုလေးရဲ့ထိပ်မှာရှက်ကော်လေးနဲ့ချိန်လိုက်မယ်နော်ပထမဆုံးတိုင်တိုလေးထိပ်မှာရှက်ကော်လေးချိန်မယ်ပြီးရင်ချိန်လေးတစ်ခါတက်မယ်ဒါဆိုပထမတန်းပြီးပြီဒုတိယတန်းအောင်ထိုးမယ်ဒုတိယတန်းကကျတော့တိုင်ပွား8ခါထိုးလာရမယ်နော်တပေါက်ကိုတိုင်တို2ချက်နဲ့တိုင်ပွား8ချိန်ပြည့်တီထိုးလာကြမယ် V လေးတစ်ခါပါနော် V ပေါ့နော်တငင်တာ V နဲ့ပြတဲ့တိုင်ပွားအောင်နော်တိုင်ပွားတစ်ခါတိုင်ပွား2ခါတိုင်ပွား3ခါတိုင်ပွားလေးပတ်လဲ8ခါပြည့်တီထိုးလာကြမယ်အဆုံးထိုးလာပြီးဒုတိယတန်းမြောက်ပြီးပြီဒါဆို3နှစ်မြောက်ကိုထိုးမယ်3နှစ်မြောက်ကကျတော့တိုင်တို3ခါတိုင်ပွားတစ်ခါထိုးရမယ်နော်ပထမဆုံးတိုင်တို3ခါထိုးမယ်2ခါဒါနဲ့ဆိုတိုင်တို3ခါတိုင်တို3ခါထိုးပြီးတိုင်ပွားလေးတစ်ခါထိုးမယ်ဒါဆိုအစုလေးတစ်စုပေါ့နော်နောက်ထပ်တိုင်တို3ခါတိုင်ပွားတစ်ခါတိုင်တို3ခါတိုင်ပွားတစ်ခါနဲ့ပတ်လဲ4ချိန်ပြည့်တဲ့ဒီထိုးလာခဲ့မယ်နော်အဆုံးထိထိုးလာပြီးရင်3တန်းမြောက်ပြီးပြီဒီတစ်ခါ4တန်းမြောက်ကိုထိုးမယ်4တန်းမြောက်ကကြတော့ပထမဆုံးတိုင်တို2ခါထိုးမယ်နော်တိုင်တို2ခါထိုးပြီးရင်တိုင်ပွားလေးတစ်ခါပြန်ထိုးမယ်တိုင်ပွားလေးထိုးပြီးရင်တိုင်တို2ခါပြန်ထိုးမယ်ဒါကိုအစုလေးတစ်စုလို့သတ်မှတ်မယ်နော်တိုင်တို2ခါတိုင်ပွားတစ်ခါတိုင်တို2ခါဒါအစုလေးတစ်စုပေါ့နော်ပတ်လဲအစုလေးအဲ့လိုမျိုး4စုပြန်ထိုးလာမယ်နော်တိုင်တို2ခါတိုင်ပွားတစ်ခါတိုင်တို2ခါတစ်စုတိုင်တို2ခါတိုင်ပွားတစ်ခါတိုင်တို2ခါ2စုအဲ့လိုမျိုးအစုလေး4စုပြန်ထိုးလာခဲ့မယ်နော်အဲ့တော့အစုံကြီးထူလာပြီဆိုရင်ဒါ၄တန်းမြောက်ပြီ၄တန်းမြောက်ပြီးရင်5တန်းနဲ့6တန်း2တန်းအဲ့2တန်းကပတ်လဲတိုင်တို24ကကို2တန်းထိုးမယ်ပတ်လဲတိုင်တို24ကပတ်လဲတိုင်တို24က2တန်းထိုးမယ်နော်အဲ့တော့ဒီမှာထိုးလာပြီနော်ဒါဆိုရင်6တန်းမြောက်ပြီ6တန်းမြောက်ပြီး9တန်းမြောက်ကိုထိုးမယ်9တန်းမြောက်ကကြတော့ပထမဆုံးတိုင်တို2ခါထိုးမယ်နော်တိုင်တိုလေး2ခါထိုးပြီးရင်တိုင်ရော့လေးတစ်ခါထိုးမယ်တိုင်ရော့လေးထိုးပြီးရင်တိုင်တို2ခါပြန်ထိုးမယ်ဒါအစုလေးတစ်စုလို့သတ်မှတ်မယ်နော်တိုင်တို2ခါတိုင်ရော့တစ်ခါတိုင်တို2ခါဒါတစ်စုနောက်ထပ်တိုင်တို2ခါတိုင်ရော့တစ်ခါတိုင်တို2ခါအဲ့လိုမျိုးအစုလေးပတ်လဲထိုးလာမယ်နော်၄စုပေါ့နော်အစုလေး၄စုရအောင်ထိုးလာမယ်တိုင်တို2ခါတိုင်ရော့တစ်ခါတိုင်တို2ခါအဲ့လိုပတ်လဲလေးထိုးလာမယ်နော်ဒီမှာတော့အဆုံးထိထိုးလာပြီနော်ဒါဆိုရင်9တန်းမြောက်ပြီ9တန်းမြောက်ပြီးရင်10တန်း9တန်း10တန်းအဲ3တန်းကပတ်လဲတိုင်တိုအချက်20နဲ့3တန်းထိုးလာမယ်နော်တိုင်တိုပတ်လဲတိုင်တို20ပတ်လဲတိုင်တို20ပတ်လဲတိုင်တို20နဲ့3တန်းထိုးလာခဲ့မယ်နော်ဒီတော့အဆုံးထိထိုးလာပြီနော်ဒါဆိုရင်10တန်းပြီးပြီ10တန်းပြီးရင်17တန်းထိုးမယ်17တန်းကကြတော့ပထမဆုံးတိုင်တို3ခါထိုးမယ်နော်2ခါ3ခါတိုင်တို3ခါထိုးပြီးရင်တိုင်ရော့လေးတစ်ခါထိုးမယ် A လေးတစ်ခါထိုးမယ်နော်ဒါအစုလေးတစ်စုအဲ့လိုမျိုးပတ်လဲ၄စုရအောင်ထိုးမယ်တိုင်တို3ကတိုင်ရော့တစ်ခါတိုင်တို3ကတိုင်ရော့တစ်ခါတိုင်တို3ကတိုင်ရော့တစ်ခါနဲ့ပတ်လဲ၄ချိန်ပြအောင်ထိုးလာမယ်ဒီတော့အဆုံးထိထိုးလာပြီနော်ဒါဆို17တန်းမြောက်ပြီ17တန်းမြောက်ပြီး12တန်းမြောက်ကိုထိုးမယ်12တန်းမြောက်ထိုးမယ်ဆိုရင်ပထမဆုံးတိုင်ရော့လေးတစ်ချိန်ထိုးလိုက်မယ်နော်ပထမဆုံးတိုင်ရော့ A လေးပေါ့နော် A လေးတစ်ခါထိုးလိုက်မယ်ပြီးလို့ရှိရင်ကျန်တာကပတ်လဲရိုးရိုးတိုင်တို14ကဆုံးတဲ့ဒီထိုးလာခဲ့မယ်နော်တိုင်တို14ကထိုးလာခဲ့မယ်အဆုံးထိထိုးလာပြီးဆိုရင်ဒါ12တန်းမြောက်ပြီးပါပြီဆိုဒါခန္ဓာကိုယ်ကပြီးပြီနော်ချိန်လေးတစ်ခါတက်မယ်ခြေကိုရှည်လေးဖြတ်မယ်ဒါဆိုခန္ဓာကိုယ်နဲ့တွဲချုပ်မှာမို့လို့နော်ခြေဖြတ်ပြီးလို့ရှိရင်ဒီတဲကိုဆီလီကွန်လေးပြေအောင်ဆီလီကွန်တုတ်မယ်နော်ဒါနော်ဆီလီကွန်လေးကိုအပြည့်တုတ်ပြီးပြီကျိုးလည်းရှည်ဖြတ်ထားမယ်နော်ဒါဆိုရင်ခန္ဓာကိုယ်လေးပြီးပြီနော်ဒီတကခေတ္တကနှင်းစီပန်လေးထိုးမယ်နော်နှင်းစီပန်လေးထိုးမယ်ဆိုရင်ပထမဆုံး slit knot လေးလုပ်မယ်ခြေအနီရောင်လေးတုံးမယ်နော်ပြီးရင်ချိန်18ခါထိုးမယ်1 2 3 4ချိန်လေး18ခုပြည့်တဲ့ဒီထိုးလာခဲ့မယ်မနော်ချိန်လေး18ခုပြည့်တဲ့ဒီထိုးလာမယ်ပြည့်တဲ့ဒီထိုးလာပြီးဒီတော့ဒီမှာချိန်လေး1ခု2ခု2ခုကြော်ပြီးဒီမှာ3ပေါက်မြောက်2ခုကြော်ပြီး3ခုမြောက်ကနေစထိုးမယ်နော်ပထမဆုံးဒီ3ပေါက်မြောက်ကနေစထိုးမယ်နော်ပထမဆုံးတိုင်ရှည် FW လေးထိုးမယ် FW ဆိုတာကတိုင်ရှည်3နိုင်ကိုတစ်ပေါက်ထဲမှာထိုးတာနော်ဒီတစ်ပေါက်ထဲမှာတိုင်ရှည်တစ်ချိန်ထိုးပြီးပြီးရင်ဒီတစ်ပေါက်ထဲမှာပဲတိုင်ရှည်လေးနောက်တစ်ချိန်ထပ်ထိုးမယ်ပြီးရင်ဒီအပေါက်ထဲမှာပဲတိုင်ရှည်လေးနောက်တစ်ခါတစ်ပေါက်ထဲမှာတိုင်ရှည်3ခါထိုးတာ F ကတိုင်ရှည် W ကတစ်ပေါက်ထဲမှာ3ပေါက်ထိုးတာနော်ပေါင်းပြီး FW လို့ပေါင်းပြီးရေးလိုက်တော့တစ်ပေါက်ထဲမှာတိုင်ရှည်3ခါထိုးတာဒါပြီးရင်နောက်ထပ်အခုထိုးမယ်ပွင့်ဖက်လေးတွေကနေစပြီးတော့ချိန်ဆုံးတဲ့ทีကအခုပတန်တိုင်းလေးထိုးရမယ်เนาะအခုထိုးပြမယ်ပတန်တိုင်းလေးကိုချိန်ဆုံးတဲ့ทีထိုးသွားရမယ်เนาะပထမဆုံးနောက်ပေါက်
နောက်ချင်းပေါက်လေးမှာတိုင်ရှည်တိုင်ပွားလေးထိုးမယ်တိုင်ရှည်တိုင်ပွားဆိုတော့ FV တကယ်ဒါ FV နဲ့ပြရင်နော်တစ်ပေါက်ထဲမှာတိုင်ရှည်2ခါထိုးတယ်တစ်ပေါက်ထဲမှာတိုင်ရှည်2ခါထိုးလိုက်တယ်ထိုးပြီးရင်ချင်းလေးတစ်ခါတက်မယ်ချင်းလေးတစ်ခါတက်ပြီးရင်ဒီမှာတိုင်ရှည်2ခုရဲ့ဒီဘက်ဒီထိပ်လေးနော်တိုင်ရှည်2ခုရဲ့ဒီမှာထိပ်လေးလို့ V ဖြစ်နေချိန်လေးအဲ့တဲ့ကိုရှက်ကော်လေးချိန်လိုက်မယ် slip stitch လေးအချွန်လေးလုပ်လိုက်တာပါဒီမှာဒီလိုအချွန်လေးရပါတယ်နောက်ပြီးရင်အခုတိုင်ရှည်2ခုထိုးထားတဲ့အပေါက်ထဲမှာပဲနောက်ထပ်တိုင်ရှည်လေးတစ်တိုင်ကိုဒီထဲမှာထပ်ထိုးလိုက်တယ်ဒါဆိုပွင့်ဖက်လေးတစ်ခုရပြီအချွန်ပွင့်ဖက်လေးတစ်ခုနော်ဒီလိုပတန်မျိုးကိုစုံတဲ့အထိပွင့်ဖက်လေး73ခုရအောင်ထိုးလာမယ်ပြန်ထိုးမယ်နော်တရရမယ်နောက်ချိန်တစ်ပေါက်နော်နောက်ထပ်ချိန်အပေါက်တစ်မှာတိုင်ရှည်လေးတိုင်ရှည်တိုင်ပွားပါနော်တစ်ပေါက်တစ်မှာတိုင်ရှည်လေး2ခါအရင်ထိုးမယ်တိုင်ရှည်တစ်ခါဒီပေါက်တစ်မှာပဲတိုင်ရှည်တစ်ခါ2ခါထိုးပြီးရင်ချိန်လေးတစ်ခါထိုးမယ်ချိန်လေးတစ်ခါထိုးပြီးရင်ဒီမှာတိုင်ရှည်2ခုရဲ့V လို့ဖြစ်နေနေရလေးဒီနေရာလေးကိုရှက်ခေါ်လေးဝင်ချိတ်လိုက်မယ်အချွန်လေးဖြစ်အောင်ပေါ့နော်အချွန်လေးရပြီပြီးရင်ဒီအခုတိုင်ရှည်2ခုထိုးထားတဲ့ဒီအပေါက်ထဲမှာပဲနောက်ထပ်တိုင်ရှည်လေးတစ်တိုင်ပြန်ထိုးလိုက်မယ်ဒါဆိုရင်ဒီမှာအချွန်လေးပွင့်ဖက်လေး2ခုရပြီเนาะဒီလိုမျိုးလေးကိုပတ်လက်ဒီလိုမျိုးလေးကိုချင်းစုံတဲ့အထိထိုးသွားမယ်အဲဆိုဒီလိုအချွန်လေး73ခုရတဲ့အထိထိုးလာမယ်เนาะအချွန်လေး73ခုရနောက်တစ်ပေါက်မှာလည်းတိုင်ရှည်တိုင်ပွားလေးအရင်ထိုးမယ်ပြီးရင်ချင်းလေးတစ်ခါတက်မယ်အချွန်လေးဖြစ်အောင်ရှက်ခေါ်လေးချိန်မယ်ပြီးရင်ဒီအပေါက်ထဲမှာပဲတိုင်ရှည်လေးတစ်တိုင်ပြန်ထိုးမယ်အဲဆိုပွင့်ဖက်လေးတစ်ခုရမယ်เนาะအဲ့လိုမျိုးပွင့်ဖက်လေးစုံတဲ့အထိ73ခုပြည့်တဲ့အထိထိုးလာခဲ့မယ်ကိတူကဒီမှာအဆုံးထိပွင့်ဖက်လေး73ခုရအောင်ထိုးလာပြီเนาะဒါဆိုရင်နောက်ဆုံးမှာချင်းလေးတစ်ခါ2ခါချင်းလေး2ခါထိုးပြီးရင်အခုနောက်ဆုံးထိုးထားတဲ့ဒီချင်းအပေါက်လေးထဲမှာပဲရှက်ကော်လေးပြန်ချိန်လိုက်မယ်နော်ချိန်ပြီးရင်သူ့ချင်းလေးတစ်ခါတက်ပြီးခြီလေးဖြတ်လိုက်မယ်နော်နည်းနည်းရှည်ရှည်လေးဖြတ်လိုက်မယ်နော်ချုပ်ကမှာမဟုတ်လို့ဆိုရင်ဒီလိုလေးရပြီနော်ရပြီဆိုဒီမှာပန်းလေးကိုကွာကိုဒီလိုခွေလိုက်မယ်ပေါ့နော်ဒါအစလေးပေါ့အလဲလေးပေါ့ဒီလိုကွာကိုပုံလေးကြာနေအောင်တေချာလေးနှင်းစီပန်းလေးကိုဒီလိုအရင်ခွေလိုက်မယ်ဒီမှာဒါဆိုဒီလိုမျိုးနှင်းစီပန်းလေးရပြီနော်ဒါအလဲဆန်လေးကိုဒီလိုလေးခွေဒါဆိုနှင်းစီပန်းလေးရပြီဆိုရင်ဒီအောက်ကပထမဆုံးထိုးထားတဲ့အစာနဲ့အဆုံးသတ်ထားတဲ့အစာလေးကိုအရင်ခြိလိုက်မယ်နော်တစ်ချက်နှစ်ချက်လိုက်ခြိမယ်ခြိပြီးရင်ဒီအစာလေးကိုအပ်ထည့်မယ်နော်ဒီမှာနော်ခိတ်တော့အပ်ထည့်ပြီးဆိုရင်ခြုံမယ်ဆိုရင်ကိုကဒီမှာဒီအစာကိုအရင်ဆုံးဒီတေချာပုံဖော်ပေါ့နော်နှင်းစီပန်းလေးကိုအစာကိုလည်းဒီလိုဖုံးပါနော်အတွင်းထဲကိုလက်ကလေးနဲ့အရင်ဖိထားမယ်ဒီမှာနှင်းစီပန်းလေးဒီလိုအချွန်လေးတွေဖြစ်နေအောင်ပုံလေးရင်ချနော်ဖိထားပြီးရင်ဒီမှာဒီအလဲလေးလက်ကလေးနဲ့ဖိထားမယ်နော်ပြီးအောက်ဘက်ကိုလှမ်းနိုင်မယ်အောက်ဘက်ကိုလှမ်းပြီးရင်ဒီမှာဒီချီစားနော်ဒီချီစားနဲ့ဒီမှာဒီလိုလေးဖိထားမယ်နော်လက်နဲ့ဒီလိုဖိထားလိုက်နော်ဖိထားပြီးရင်ဒီအောက်ဘက်ကနေချုပ်မှာဒီဘက်ကနေအရင်ဆုံးဒီပွင့်ဖက်တွေကနေပွင့်ဖက်အကုန်လုံးကိုဟိုဘက်ဒီမှာဒီပွင့်ဖက်အပေါ်ပွင့်ဖက်အကုန်လုံးပေါ့နော်အဲပွင့်ဖက်အကုန်လုံးကိုဟိုဘက်နဲ့ဒီဘက်တစ်ချက်နှစ်ချက်ထိန်းပြီးတော့မရွေးအောင်ချုပ်လိုက်တဲ့ပုံစံမျိုးပေါ့နော်ဒီကနေချုပ်မယ်နော်ဒီလိုမျိုးလေးပထမဆုံးတစ်ချက်ရင်ချုပ်လိုက်မယ်ပြီးရင်ဒီဘက်ကနေပြန်လာမယ်နောက်ဖက်ဒီပွင့်ဖက်တွေလည်းအကုန်လုံးပါအောင်လို့နော်ထိန်းသွားမယ်နော်ဒီပွင့်ဖက်တွေအကုန်လုံးဖောက်ပြီးတော့ဟိုဘက်ဒီဘက်အဲ့လိုတစ်ချက်နှစ်ချက်ဖြည်းဖြည်းချင်းအရန်အတင်းနဲ့မဆွဲလိုက်နဲ့နော်နှီးစီပံပုံပြတ်သွားမှာဆိုနှစ်ချက်ရပြီပြီးရင်ဒီဘက်ကနေပြန်ထည့်ပြီးနောက်ပွင့်ဖက်လေးတွေဒီဘက်နောက်ပွင့်ဖက်လေးတွေကိုလည်းထိန်းလိုက်မယ်ကြာပြီပြန်ထည့်ပြီးအစလဲမှလေးပြန်ထုတ်လိုက်မယ်နော်ထုတ်ပြီးရင်ဒီအစာလေးနှစ်ခုကိုခြိလိုက်မယ်တစ်ချက်နှစ်ချက်ခြိပြီးရင်ဒါခြိဖြတ်လိုက်လို့ရပြီတူလေးဖြတ်လိုက်မယ်နော်ဒါဆိုရင်ဒီမှာနှင်းစီပန်လေးရပြီနှင်းစီပန်လေးပုံပြန်ချလိုက်နော်ဒါဆိုပွင့်ဖက်လေးကြပြုတ်မှုထက်တော့နော်ပြုတ်မှုထက်တော့နော်ထိန်းလိုက်တဲ့အတွက်ပေါ့နော်ချုပ်ပြီးတော့ဒါဆိုဒီနှင်းစီပန်လေးရပြီနှင်းစီပန်လေးရပြီဆိုရင်ကိတ်တော့နှင်းစီပန်အလဲကနေထည့်ဖို့အတွက်ဒီမှာဒီနန်းကျိုးအပျော်လေးပေါ့နော်အရှည်တစ်ချောင်းယူထားပြီးယူပြီးတော့အလဲကနေဖြတ်လိုက်မှာနော်အလဲကနေဒီလိုလေးဖြတ်လိုက်မယ်ဖြတ်ပြီးရင်သူ့အလဲကိုခောက်လိုက်မယ်တစ်ချက်ပြန်ပြီးတော့တစ်ချမ်းဖြတ်ပြီးတဲ့အပြင်ဒီလိုမျိုးလေးပြန်ခောက်လိုက်မယ်နော်ဒီပြန်ခောက်လိုက်မယ်ရပြီဆိုရင်ကြည့်တော့ဒီမှာဒီနှင်းစီပန်ရဲ့ဒီအလဲပေါ့ဒီဝစ်ဆန်ဒီအလဲကနေအောက်ကိုပြန်ဖောက်ပြီးထည့်လိုက်မယ်
ဒီဝစ်ဆန်အလဲကနေအောက်ကိုပြန်ဖောက်ပြီးတော့နန်းကျိုးလေးကိုထည့်လာလိုက်မယ်နော်ဂိတ်တို့ကဒီမှာနော်နန်းကျိုးလေးကိုအလဲကနေအောက်ကိုပေါက်အောင်ထည့်ပြီးပြီနော်ထည့်ပြီးဆိုရင်အစုံကြီးဆွဲလိုက်မယ်နော်ဒါဆိုရင်နှင်းစီပန်လေးကပြီးပြီဒီတိုင်းလေးထားထားအောင်မယ်နော်ဒီတစ်ခါဂိတ်တို့အညာလေးထုမယ်နော်အညာလေးထုမယ်ဆိုအစိမ်းရောင်လေးကိုသုံးမယ်အစိမ်းရောင်လေးသုံးမယ်ဆိုရင်ပထမဆုံးမဂျစ်ရင်လေးလုံးမယ်ကွင်းရှင်လေးလုပ်ပြီးကွင်းရှင်ထဲမှာတိုင်တိုးလေး9ကထုမယ်နော်တိုင်တိုးလေး9ကထုမယ်တစ်ခါနှစ်ခါ3ခါ4ခါ5ခါတိုင်တိုး9ကထုပြီးကွင်းလေးကိုဆေးလိုက်မယ်နော်အရင်အကြက်ကြီးမစင်းနဲ့သူ့အပေါက်လေးနဲ့ထားမယ်နော်ဘာလို့ဆိုခုနကနှင်းစီပန်နန်းကြိုးလေးကိုပြန်ထည့်ရမှာမို့လို့နော်9ကထုပြီးပထမဆုံးတိုင်တိုးလေးရဲ့ပေါက်မှာရှက်ကော့လေးချိန်မယ်ဒီလိုလေးနော်ရှက်ကော့လေးချိန်ပြီးချိန်9ကပြန်တက်မယ်1 2 3 4 5နော်ချိန်9ကတက်ပြီးဒီချိန်တောက်လျှောက်မှာပြန်ထိုးမယ်နော်ပထမဆုံးဒုတိယမြောက်ချိန်လေးမှာရှက်ကော့လေးတစ်ခါရင်ထိုးမယ်အချွန်လေးနော်ရှက်ကော့လေးထိုးပြီးကြံတဲ့ချိန်3ခုမှာတိုင်တိုးလေး3ခါထိုးလာခဲ့မယ်နော်တိုင်တိုးတစ်ခါတိုင်တိုး2ခါတိုင်တိုး3ခါဒီမှာဒီလိုမျိုးလေးရပြီနော်ရပြီဆိုရင်ဒီပထမဆုံးအပေါက်မှာရှက်ကော့လေးပြန်ချိန်မယ်ဒါဆိုပွင့်ဖက်လေးတစ်ခုရပြီဒီမျိုးပွင့်ဖက်လေးဒီပတ်တန်တိုင်း5ခုပြည့်အောင်ပြန်ထိုးလာမယ်နော်ပြန်ထိုးပြပြီးမချိန်9ကထိုးမယ်1 2 3 4 5ချိန်9ကထိုးပြီးဒုတိယမြောက်ချိန်မှာရှက်ကော့လေးတစ်ခါထိုးမယ်ပြီးရင်ကျန်တဲ့ချိန်3ခုမှာတိုင်တိုးလေး3ခုထိုးမယ်နော်တစ်ခါနှစ်ခါ3ခါထိုးပြီးရင်ဒီမကြည့်ရင်ရဲ့အပေါက်တစ်လေးမှာရှက်ကော့လေးပြန်ချိန်မယ်ဒါဆိုပွင့်ဖက်လေး2ခုရပြီဒီမျိုးပွင့်ဖက်လေး5ခုပြည့်တဲ့ဒီထိုးလာခဲ့မယ်နော်ဂိတ်တို့ကဒီမှာပွင့်ဖက်လေး5ခုရအောင်ထိုးလာပြီเนาะထိုးလာပြီးရင်ကျိုးလေးကိုဖြတ်လိုက်မယ်เนาะဖြတ်ပြီးလို့ရှိရင်ဒီကျိုးစားလေးကိုဒီအပေါက်လေးကနေပဲပြန်ပြီးတော့အောက်ဘက်ကိုဆွဲသွင်းလိုက်မယ်เนาะဆွဲသွင်းလိုက်မယ်ဆွဲသွင်းပြီးရင်ဒီအောက်ကအစာလေးနဲ့ဒီနှစ်ခုကိုခြိလိုက်မယ်เนาะအရင်ကတစ်ချက်နှစ်ချက်လောက်ခြိလိုက်မယ်เนาะခြိပြီးတော့ခြိလေးကိုဖြတ်လိုက်မယ်ခြိလေးဖြတ်ပြီးရင်ဒါဒီလိုမျိုးပွင့်ဖက်လေးရပြီเนาะပွင့်ဖက်လေးရပြီဆိုရင်ဂိတ်တို့ကခုနကဒီမှာနှင်းစီပန်เนาะဒီနှင်းစီပန်လေးကိုဒီအလဲပေါက်လေးကနေပြန်ထည့်လိုက်မယ်เนาะအောက်ဘက်ကနေဒီမှာပြန်ဆွဲထုတ်လိုက်မယ်ဒါဆိုဒီမှာနှင်းစီပန်လေးရပြီဒီအောက်မှာကော်လေးတုံမယ်เนาะဒီကော်မကပ်ရတော့ဘူးเนาะဒီပွင့်ဖက်အောက်ဖက်လေးမှာဒီနှင်းစီပွင့်ဖက်လေးနဲ့ကပ်ဖို့တော့ကော်လေးတုံမယ်ကော်ပူလေးတုံလိုက်မယ်ကော်ပူလေးတုံပြီးဒီလိုမျိုးလေးကပ်လိုက်မယ်ဒါဆိုရင်နှင်းစီပန်လေးကဒီလိုမျိုးလေးရမယ်เนาะကော်ကပ်မယ်เนาะဂိတ်တို့ကဒီကနှင်းစီအရွက်အသေးလေးထိုးမယ်เนาะထိုးမယ်ဆိုရင်ပထမဆုံးချိန်လေး6ခါထိုးမယ်ချိန်လေး6ခါထိုးမယ်เนาะ1 2 3 4 5 6ချိန်လေး6ခါထိုးပြီးလို့ရှိရင်ဒီမှာနန်းကျိုးလေးထည့်ထိုးမယ်เนาะနန်းကျိုးအတူလေးပဲလုပ်မယ်เนาะအရန်ရှိမလို့နည်းနည်းတူတူလေးပဲလုပ်မယ်ထည့်ထိုးမယ်ဆိုနန်းကျိုးလေးကိုကင်လာမယ်ဒုတိယမြောက်ချိန်လေးကနေပထမဆုံးရှက်ကော်လေးတစ်ခါချိန်မယ်เนาะရှက်ကော်လေးတစ်ခါချိန်မယ်ပြီးလို့ရှိရင်နောက်ထပ်တိုင်တိုး3ခါထိုးလာမယ်နောက်ကျန်တဲ့ချိန်မှာတိုင်တိုးလေး3ခါကိုထိုးလာခဲ့မယ်အတိုင်တိုးမှာဒီနန်းကျိုးလေးကိုလည်းအောက်ကနေဖွက်ပြီးထိုးလာမယ်เนาะတိုင်တိုးတစ်ခါနှစ်ခါ3ခါဒီလိုထိုးရင်နန်းကျိုးလေးကိုလည်းအောက်ကနေဖွက်ပြီးထိုးလာမယ်เนาะတိုင်တိုး3ခါထိုးပြီးเนาะတိုင်တိုး3ခါထိုးပြီးနောက်ဆုံးကျန်တဲ့အပေါက်လေးဒီအပေါက်လေးထဲမှာပထမဆုံးရှက်ကော်လေးတစ်ချိန်ပြန်ချိန်မယ် slip stitch เนาะ slip stitch လေးတစ်ခါချိန်ပြီးချိန်လေး2ခါထိုးမယ်ချိန်လေး2ခါထိုးပြီးအခုထိုးထားတဲ့အပေါက်ထဲမှာပဲဒီနန်းကျိုးလေးကိုကွေးချလိုက်လို့ရပြီเนาะဒီဘက်ကိုကွေးချလိုက်မယ်ပြီးရင်ဒီထိုးထားတဲ့အပေါက်ထဲမှာပဲနောက်ထပ် slip stitch ရှက်ကော်လေးတစ်ချိန်ပြန်ချိန်မယ်ဒီလိုမျိုးလေးနန်းကျိုးလေးကိုတော့အလယ်မှာဒီလိုမျိုးကွေးချလိုက်လို့ရပြီเนาะနောက်ဒီဘက်ကျန်တဲ့ဖုံမီချောင်းထိုးမယ်ဆိုဒီချီစားလေးကိုလည်းသိမ်းပြီးထိုးလာခဲ့မယ်เนาะဆိုပြန်ထိုးမယ်ဒီဘက်ကျန်တဲ့ဖုံမီချောင်းထိုးလာမယ်ပထမဆုံးဖုံမီလေးမှာတိုင်တိုးလေးတစ်ချိန်ထိုးမယ်เนาะပထမဆုံးဒီဘက်ဖုံမီလေးရဲ့အချမ်းမှာတိုင်တိုးလေးတစ်ချိန်ထိုးမယ်တိုင်တိုးတစ်ချိန်ဒီကျန်တဲ့ဖုံမီ2ခုမှာနောက်ထပ်တိုင်တိုး2ချိန်ထပ်တိုးမယ်ဒါဆိုတိုင်တိုး3ချိန်ပေါ့เนาะတိုင်တိုးတစ်ခါတိုင်တိုးလေး2ခါနောက်တစ်ပေါက်မှာတိုင်တိုးလေးတစ်ခါ3ခါဒီ
မျိုးလေးတိုင်တူလေး3ကနော်တိုင်တူလေး3ကထိုးပြီးနောက်ဆုံးချက်နဲ့ပုံမီလေးမှာဒီချီစားလေးကိုဖြတ်လိုက်လို့ရပြီနော်နောက်ဆုံးချက်နဲ့ပုံမီလေးမှာရှက်ကော့လေးတစ်ခါချိတ်လိုက်မယ်ဒါဆိုလို့အရွက်တိလေးရပြီနော်အရွက်တိလေးရပြီဆိုရင်ဒီမှာပထမဆုံးဟိုဘက်ချက်မှာထိုးခဲ့တဲ့တိုင်တူရဲ့ slip တင်နော်ပထမဆုံး slip လေးထိုးထားနော် slip လေးမှာဒီမှာရှက်ကော့လေးနဲ့လှမ်းချိတ်လိုက်မယ်နော်ရှက်ကော့လေးနဲ့လှမ်းချိတ်လိုက်မယ်ပြီးရင်ချိန်လေးတစ်ခါထိုးလိုက်မယ်ဟုတ်ကနေနော်ပြီးရင်ခြီလေးကိုနည်းနည်းဖြတ်လိုက်မယ်ရှိနည်းနည်းမရှိတရှိဖြတ်လိုက်မယ်နော်ဖြတ်ပြီးရင်ဒီနောက်ကတိမ်ထိုးလာတဲ့ခြီစားလေးကိုလည်းဖြတ်လိုက်မယ်ဒီအဆင့်မှာဒီလိုနန်းကျိုးထည့်ထိုးခြင်းနဲ့ရတယ်နန်းကျိုးထည့်မထိုးခြင်းနဲ့ရတယ်နော်ဘာမှဖြစ်ဘူးနော်နည်းနည်းတောင်းလေးရအောင်လို့ထည့်ထိုးလိုက်တာနော်ဒီလိုမျိုးလေးရပြီနော်ရပြီဆိုရင်ဒီနန်းကျိုးနှစ်ခုရဲ့ကြားကိုသူထည့်မယ်ထည့်ပြီးနန်းကျိုးလေးကိုအရင်ခဏနည်းနည်းတစ်ချက်လိမ့်ပြီးသူပြန်ပတ်မယ်ဒီလိုမျိုးလေးအရင်ရှိပတ်စရာမလိုသူလည်းနော်ဒီလောက်ဆိုရရလောက်ဆိုရရနော်ရရဆိုပြီးရင်နန်းကျိုးနှစ်ခုရဲ့ကြားတွေကိုထည့်လိုက်မယ်ထည့်ပြီးနန်းကျိုးလိမ့်လိုက်မယ်နော်ခြေပြန်ပြုတ်မှုထောင်နန်းကျိုးလိမ့်လိုက်မယ်လိမ့်ပြီးပိုးတဲ့နန်းကျိုးဖြတ်လိုက်မယ်နော်ဖြတ်လိုက်မယ်ဖြတ်ပြီးရင်ဒါလေးကိုလည်းတူလေးပဲဖြတ်လိုက်မယ်ချီကျန်တဲ့အရှိလေးကိုလည်းနော်လူလေးရပြီအဲဆိုရင်ဒီမှာအရွက်ကလေးရပြီနော်အရွက်ကလေးရပြီဆိုရင်အဲ့တော့နှင်းစီပန်းလေးကိုပြန်ယူမယ်နော်နှင်းစီပန်းလေးပြန်ယူပြီးရင်ဒီမှာရိုးတန်လေးကိုပတ်မှာဖြစ်တဲ့အတွက်ဒီပထမဆုံးဒီနန်းကျိုးလေးအထိပ်မှာကော်လေးနည်းနည်းအရင်တုပ်လိုက်မယ်နော်တုပ်ပြီးရင်ကြီးစားအစိမ်းလေးနဲ့အရင်ဆုံးဒီနာကိုခိုင်းလိုက်မယ်ပြီးရင်ပတ်မယ်ဒီအနာလေးကိုအရင်ပတ်မယ်နော်ဒီပတ်မယ်နော်ပတ်ပြီးရင်အောက်ပိုင်းကိုပြန်ပတ်လာမယ်ဒီအောက်ပိုင်းလေးကိုပတ်လာခဲ့မယ်နော်မျိုးလေးပတ်လာပြီးရင်ဒီနည်းနည်းလက်တစ်စစ်လောက်လက်ကိုလိုချင်တဲ့အရှိလောက်ရောက်ပြီးဆိုရင်အရွက်ကလေးကိုတက်မယ်ဒီမှာနောက်အရွက်ကလေးပါဒီမှာတက်ပြီးတော့တခါတည်းပတ်သွားမယ်နော်အရွက်ကလေးပါတခါတည်းအဲ့လိုလေးပတ်သွားမယ်ပြီးရိုးတံကိုဟိုးအောက်ရောက်တဲ့အထိစုံတဲ့အထိဒီအစုံတဲ့အထိပတ်လာခဲ့မယ်နော်ဒီတော့ဒီမှာအစုံကြီးပတ်လာပြီနော်ပတ်လာပြီဆိုဒီအောက်ပိုင်းနည်းနည်းကျန်တဲ့နေရာလေးကော်လေးနည်းနည်းတုပ်လိုက်မယ်ကော်လေးနည်းနည်းတုပ်မယ်ဒီနားလေးကိုကော်လေးတုပ်မယ်ကော်လေးတုပ်ပြီးရင်နားလေးကိုကော်6သွားတဲ့အထိကင်ပြီးတော့ခြေစားလေးကိုဖြတ်လိုက်မယ်နော်ကော်လေး6သွားတဲ့အထိဆောင်းလိုက်မယ်ပြီးရင်ဒီအောက်ကပိုးနေရာလေးကိုဖြတ်ထုတ်လိုက်မယ်ဒါဆိုရင်နှင်းစီပန်လေးရမှာဒီယောက်ကဘာလို့ရိုးတံကိုရှည်ထားလဲဆိုတော့ဒီယောက်ကပြန်ပြီးတော့လိမ်မှာမို့လို့နော်ဒါဆိုနှင်းစီပန်လေးပြီးပြီနော်ကိတ်တူကပထမဆုံးဒီမှာမျက်နှာလေးပုံဖော်မယ်နော်ဒီမှာအလဲမှတ်လေးထားခဲ့တယ်နော်ဒီမှာတိုင်ပွားလေး9ခါဒီဘက်မှာတိုင်ပွားလေး9ခါအလဲမှာတိုင်ရော့လေးတစ်ခါခေါင်းရဲ့အရှိဘက်ချမ်းမှာဒီမှာထိုးခဲ့တဲ့တိုင်လေးနော်တိုင်ရော့လေးနော်အဲ့မှာပင်အလေးစိုက်ထားမယ်ဘာလို့လဲဆိုတော့ဒါအလဲမှတ်လေးနော်ဒါလေးနော်နော်တိုင်ပွားလေး9ခါရှိတယ်ဒီဘက်မှာတိုင်ပွားလေး9ခါရှိတယ်ဒါအလဲမှတ်ဒီအလဲမှတ်မှာစပြီးတော့မျက်လုံးလေးကတ်မယ်မျက်လုံးလေးကတ်မယ်ဆိုဒီမှာဒါအလဲမှတ်ကဒီမှာပင်အလေးစိုက်ထားရနော်ဒီမှာအောက်တန်းရွှေ့လိုက်မယ်တိုင်ပွားအတန်းတိုင်ပွားနဲ့ဒီအတန်းနှစ်ခုကြားတာအလဲမှတ်တိုင်ရောလေးတစ်ခုရှိရဲ့အလဲမှတ်မျက်လုံးကဘာမှကပ်မလဲဆိုဒီမှာတိုင်ပွားလေးတစ်ခုတွေ့လားတိုင်ပွားလေးတစ်ခုနောက်ထပ်တိုင်ပွားလေးတစ်ခုဒီနှစ်ခုရဲ့ဒီနားလောက်မှာကပ်မယ်တိုင်ပွားနှစ်ခုရဲ့အပေါ်ပေါ့နော်တိုင်ပွားတစ်ချိန်တိုင်ပွားနှစ်ချိန်ရဲ့ဒီအပေါ်မှာကပ်မယ်နောက်မျက်လုံးနဲ့အဲ့လိုပဲဒီမှာတိုင်ပွားလေးနောက်ဒီဘက်မှာတိုင်ပွားလေးတစ်ခါနောက်ထပ်တိုင်ပွားလေးတစ်ခါနှစ်ခါရဲ့ဒီအပေါ်လေးမှာကပ်မယ်နော်ဒီမှာမျက်လုံးလေးကပ်မှာဒီမှာဒါနှာခေါင်းရှိတဲ့နေရာလေးဒါဆိုအလဲတက်ကြာနော်ဒီမှာတိုင်ပွားလေးတစ်ခါတိုင်ပွားလေးနှစ်ခါတိုင်ပွားနှစ်ခုရဲ့အပေါ်လေးမှာမျက်လုံးကပ်မယ်နော်ဒီဘက်လည်းတူပဲတိုင်ပွားလေးတစ်ခါတိုင်ပွားလေးနှစ်ခါတိုင်ပွားနှစ်ခုရဲ့အလဲအပေါ်မှာမျက်လုံးလေးကပ်မယ်မျက်လုံးကပ်မယ်ဆိုရင်ရိုးအမဲအောင်မျက်လုံးလေးတုံးနေရနော်ကြဒီ reason eye လေးတုံးမယ်ဒီမျက်လုံးလေးကိုပို့ကြိုက်တော့ HMM site လေးဒါနော်ဒါ HMM site လေးဒါလေးကိုကော့တုပ်ပြီးတော့ကပ်မယ်နော်ဒီတော့ဒီမှာကော်လေးတုပ်လိုက်ပြီနော်ကော်လေးတုပ်ပြီးရင်ဒီအမှတ်ကလေးနော်ဒီမှာပထမဆုံးအမှတ်ကလေးဖြုတ်လိုက်မယ်
line တက်တက်လေးမှာကတ်လိုက်မယ်မျက်လုံးလေးနော်ဒီတိုင်တိုးနှစ်ခုရဲ့တိုင်တိုးတစ်ချိန်တိုင်ပွားတစ်ခါတိုင်ပွားနှစ်ခါဒီတိုင်ပွားနှစ်ခါရဲ့အောက်တက်တက်မှာမျက်လုံးလေးတစ်ချိန်တစ်ခုကတ်လိုက်မယ်နော်မျက်လုံးကပ်ပြီးခေါ်6တက်ထိထားလိုက်မယ်ပြီးရင်ဒီဘက်မျက်လုံးလေးကိုလည်းအဲ့လိုပဲဒီမှာတိုင်ပွားလေးတစ်ခုတိုင်ပွားလေးနှစ်ခုတိုင်ပွားနှစ်ခုရဲ့ဒီအပေါ်လေးမှာမျက်လုံးလေးကပ်မယ်နော်နော်ကြည့်တဲ့မျက်လုံးလေးကပ်ပြီးပါပြီနော်မျက်လုံးလေးကပ်ပြီးရင်ဒီအလယ်မှာနှာခေါင်းလေးပုံပေါ်မယ်နှာခေါင်းပုံမယ်ဆိုရင်ဒီမှာချီအညိုရောင်လေးကိုလေ5 line တို့4 line တို့ဆရာတက်မြင်ဒီလိုအမြင်အသေးလေးတက်မြင်မယ်ခွဲထုတ်ထားလိုက်မယ်နော်ပြီးအခက်လေးချွန်အပါလေးနဲ့ထည့်ထားမယ်ပြီးရင်အောက်ကနေချီလေးကိုသွင်းမယ်ဒီမှာနှာခေါင်းနော်ဒီနှာခေါင်းရဲ့ဒီအောက်ကနေပဲပြန်ဝင်မယ်နော်ဒီနှာခေါင်းမှာဒီမှာဒီကနေဒါအလဲမှတ်လေးနော်ဒီအလဲမှတ်သူ့ဒီတိုင်ပွားလေးရှိရဲ့ဒီတိုင်ပွားလေးရဲ့ဘေးကနေပြန်ဝင်လိုက်မယ်ဝင်ပြီးချီစားလေးဆွဲလာမယ်နော်ပြီးရင်ဒီလို cross ချုံပုံစံလေးပဲဒီပင်အက်ကလေးကိုခဏစိုက်တာနော်ပြီးရင်သူ့ရဲ့ဒီနောက်ဘေးပေါက်ပေါ့နော်ညှိလိုက်ပါဒီမှာဒီတစ်ပေါက်ပေါ့ဒီတစ်ပေါက်ကြားထဲမှာပဲနှာခေါင်းလေးပုံပေါ်မှာနော်ပြီးလို့ရှိရင်အောက်ကနေ1တန်း2တန်း3တန်းနော်ဒီ3တန်းဖြစ်ဖြစ်4တန်းဖြစ်ဖြစ်ကိုကြိုက်တဲ့အတန်းလေးပြန်ထွက်လိုက်ရခဲ့3တန်းလောက်ကနေပြန်ထွက်လိုက်မယ်ဒီမှာသူ့ရဲ့ဒီအတန်းတက်ပဲနော်အတန်းတက်ကနေဒီပင်အတန်းတက်ပြန်ထွက်လိုက်မယ်ဒီလိုလေးရပြီနော်ရပြီဆိုရင်ဒီပင်အကလေးကိုမထုတ်ခင်ဒီပင်အရဲ့ဒီပင်အစိုက်ထားအပေါက်လေးထဲကနေအောက်ကနေဒီလိုလေးအခလေးပြန်ဝင်လိုက်မယ်ပြန်ဝင်ပြီးအောက်ကနေပြန်ထွက်လိုက်မယ်ဒီလိုမျိုးဖြည်းဖြည်းပဲဆွဲမယ်နော်အရင်မဆွဲနဲ့နော်အရင်ဆိုရင်ပုံပြတ်မှာဆိုလို့နော်ဒီလိုမျိုးလေးပြီးရင်ကိုနည်းနည်းချီလေးကိုပြန်ပြီးတော့တဲအောင်နေရာချပါနော်နည်းနည်းမျက်နှာလေးပုံပြန်သွင်းပါနော်ကိုပြီးလို့ရှိရင်ဒီလိုပုံလေးတိကျကြပြီဒီပုံတိကျလေးကြပြီဆိုရင်ဒီမှာကြပြီဆိုရင်ဒီလို4-1 call super glue လိုမျိုး call ဖြစ်ဖြစ်လို့ UHU call လေးဖြစ်ဖြစ်ပေါ့နည်းနည်းစီဒီပင်အခလေးနဲ့ယူပြီးတော့ဒီချီလေးတွေကိုမရွေ့ဝအောင်လို့လိုက်တုပ်လိုက်မယ်ဒီချီအောက်ကလေးကိုတော့မရွေ့ဝအောင်လို့နည်းနည်းစီလိုက်တုပ်လိုက်မယ်နော်ကဲတော့ဒီဒါလေးပဲတုံးတော့ဒီ call လေးကအဲ့လိုလုံးဝမရွေ့ဝအောင်ပေါ့နော်နည်းနည်းသူကပြန်ထိမိတဲ့ပုံစံမျိုး call လေးတွေကိုဒီချီလေးရဲ့ဒီအစမှတ်လေးနာပေါ့နော်မရွေးမဲ့နေရာလေးနားလည်းအဲ့လိုလိုက်တုပ်လိုက်တယ်ပေါ့နော်အဲဆိုသူနေရာလုံးဝမရွေ့တော့ဘဲနဲ့6သွားကော်လေးဒီမဲ့ကော်လေး6တက်တီဆောင်းလိုက်မယ်နော်မှန်နော်နှာခေါင်းကကော်လေး6သွားပြီဆိုရင်အခလေးကိုဒီအောက်ကနေပဲပြန်သွင်းမယ်ပြန်သွင်းပြီးမျက်လုံးရဲ့ဒီဘေးလောက်ပေါ့နော်မျက်လုံးရဲ့ဒီဘေးလောက်ကနေမျက်လုံးရဲ့ဒီဘေးပေါက်လောက်ကနေပြန်ထွက်မယ်ပြန်ထွက်ပြီးရင်မျက်လုံးရဲ့ဒီအပေါ်မှာလူလေးတင်လိုက်တင်ပြီးရင်မှန်နော်လူလေးတင်လိုက်မယ်နော်ပြီးရင်မျက်လုံးရဲ့ဒီမှာတစ်ပေါက်ပြီးမှတိုင်တိုးလေးတစ်ပေါက်ရှိရနော်ဒီတိုင်တိုးလေးတစ်ပေါက်အဲ့တစ်ပေါက်ကနေအခလေးကိုပြန်သွင်းလိုက်မယ်ပြီးရင်မျက်လုံးရဲ့ဟိုဘက်မျက်လုံးရဲ့ဒီဘေးပေါက်လောက်ကနေပြန်ထွက်မယ်မျက်လုံးရဲ့ဘေးပေါက်ပေါ့နော်ဒီဘေးပေါက်လောက်ကပြန်ထွက်လိုက်မယ်ဖြည်းဖြည်းဆိုရင်တော့အရင်မဆွဲဘူးဒါမျက်တောင်ပုံလေးဖော်တာနော်အဲ့ဒါဒီမှာဒီနားလေးကိုလည်းဒီမှာမျက်တောင်ပုံလေးခုနလိုပဲကော်လေးတုံမယ်နော်ဒီနားလေးတွေတုံမယ်နော်မရွေ့အောင်လို့ပြီးရင်ဒီမျက်လုံးလေးကိုလည်းဒီလိုပဲပြန်လာမယ်လာပြီးရင်ဒီမှာသူ့ရဲ့ဘေးတိုင်တိုအပေါက်လေးကနေနော်ပင်အားလေးပြန်ဝင်ပြီးအောက်ကနေပြန်ထွက်လိုက်မယ်မျိုးလေးရပြီဒါဆိုရင်ခုနလိုကော်လေးတွေကိုဒီမျက်တောင်လေးချီနားလေးတွေကိုနည်းနည်းတုပ်လိုက်မယ်နော်မရွေ့အောင်လို့နော်ကော်တုပ်လိုက်နော်ကော်တုပ်ပြီး6သွားပြီဆိုရင်ကြတော့ဒီတန်တဲ့အစာလေးကိုဖြတ်ပြီးတော့တစ်ချက်နှစ်ချက်ချီလိုက်မယ်ဖြည်းဖြည်းပဲချီမယ်နော်အရင်အတင်းဆောင်ဆိုရင်မချီဘူးနော်ချီပြီးရင်ချီနေတဲ့တူတူလေးဖြတ်ပြီးတော့ချီစာကိုဒီအတွင်းထဲမှာပဲပြန်ထည့်လိုက်မယ်နော်ပြန်ထိုးထည့်လိုက်မယ်ဒါဆိုရင်မျက်နှာလေးကပုံဖော်ပြီးပြီနော်ဒီတခါကိစ္စမျက်နှာလေးကိုပါနိချဲမယ်နော်ပါနိချဲမယ်ဆိုရင်ပါနိချဲဖို့အတွက်ဒီလိုအလုံးတန်လေးတစ်ခုရယ်ဒီလိုနှာခေါင်းလေးကိုချဲဖို့ဒီလိုသေးတဲ့နေရာလေးချဲဖို့ဒီလိုအမြင့်သေးရလေးတစ်ခုလုံးမယ်နော်ပထမဆုံးနှာခေါင်းလေးကိုချဲမယ်ကိုချဲခြင်းနဲ့ပန်းရောင်ဖြစ်ဖြစ်လိမ္မော်ရောင်ဖြစ်ဖြစ်လက်လေးပေါ်မှာအရင်ဆုံးအခဲကြီးဖြစ်နေမှာမလို့တမ်းမချဲပဲနဲ့ပါနိကိုယူပြီး
လက်ပေါ်မှာရင်ဖြန့်လိုက်မယ်အခဲတီကိုနော်ပြီးတော့မှဒီနှာခေါင်းသားလေးကိုဒီမှာဒီလိုလေးကိုလိုတင်ဖြည်းဖြည်းချင်းလေးရှည်ရဲလေးချိန်လိုက်မယ်ဒီမျိုးလေးနော်ဒါဆိုရင်ပုံထွက်လှလှလေးရရနော်မဟုတ်ပဲနဲ့ခုနကတန်းယူပြီးတန်းချိန်လိုက်တဲ့ခါမျိုးကျရင်ခက်ခဲကြီးတွေနဲ့လေးရဲတောက်ပြီးမလှဖြစ်တယ်နော်ဒီလိုပဲကိုလက်လေးပေါ်နဲ့ယူပြီးတော့အဲ့လိုချိန်လိုက်မယ်နှာခေါင်းလေးကိုချိန်ပြီးပြီဆိုရင်ပါနိလို့လည်းအဲ့လိုပဲနော်အရင်ယူလိုက်မယ်ယူပြီးလက်ပေါ်မှာရင်ဖြန့်နိုင်မယ်နော်ပြီးရင်ကိုလက်ပေါ်ကနေနည်းနည်းချင်းစီပြန်ယူပြီးတော့ဒီပါးလေးဒီအနားတစ်ဝိုက်လေးကိုအဲ့လိုခြေလိုက်မယ်ဖြည်းဖြည်းပဲခြေနော်အရင်ခြေကြမလို့ white ရုံလေးအဲ့လောက်လေးခြေပြီးဒါပါးနီလေးရေးသွားပြီနည်းနည်းထပ်ယူမယ်ကိုယ်လက်ပေါ်မှာဖြန့်မယ်အရင်ဆုံးအမုံအခဲကြီးခြေအောင်လက်ပေါ်မှာဖြန့်လိုက်တာနော်အဲ့တဘောပါမဟုတ်မျက်နှာပေါ်တန်းတင်လာရဲရဲတွတ်တွတ်နီးရဲမလှမပါကြီးဖြစ်တတ်တယ်နော်ဒါဆိုရင်ဒီမှာပါးလေးနှစ်ဖက်ကိုဒီမှာဒီမျိုးလေးရဲရဲလေးခြေပြီးပါရင်နော်ပါးလေးနှစ်ဖက်ကပါးနီခြေပြီးနှာခေါင်းလေးခြေပြီးဒါဆိုမျက်နှာလေးပြီးပါရင်နော်ဒီတခါကိတော့ခန္ဓာကိုယ်နဲ့ခေါင်းနဲ့တွဲမယ်နော်ချုပ်တဲ့ခါကျရင်ဒီလိုအကောက်လေးရှိတော့ပိုကောင်းတယ်နော်မရှိတဲ့ရတယ်ရိုးရိုးအတဲ့ချုပ်လို့ရတယ်ခေါင်းရဲ့အနောက်ဘက်နဲ့ခန္ဓာကိုယ်ရဲ့အနောက်ဘက်ကနေဒီလိုချုပ်မှာနော်ဒါဒီတိုင်းဘလို့ပုံစံချုပ်သွားရတယ်ဘာလို့ဆိုတော့သူခန္ဓာကိုယ်အလုံးဖြစ်တဲ့အတွက်ပေါ့နော်ခေါင်းနဲ့မညီတာတို့ဘာလို့ဖြစ်မှာစိုးရင်စရာမလိုဘူးနော်ပထမဆုံးခန္ဓာကိုယ်ရဲ့ဒီတိုင်တိုးလေးကနေပထမဆုံးဝင်နိုင်မယ်ဝင်ပြီးရင်ခေါင်းရဲ့ဟိုဘက်ဟိုမီလီယာနေတစ်ချက်ရင် join နိုင်မယ်နော်တစ်ချက် join နိုင်မယ်join နိုင်မယ် join ပြီးရင်ပြန်လာမယ်ခန္ဓာကိုယ်ရဲ့နောက်ထပ်တိုင်တိုးအပေါက်တလေးရနေဝင်မယ်ပြီးလို့ရှိရင်ပဲထုတ်မယ်ခေါင်းရဲ့ပထမအခုဒီမှာခြီဝင်လာရနော်ပထမခုနခြီဝင်လာတဲ့အပေါက်ခြီဝင်လာတဲ့အပေါက်ကနေပြန်ဝင်ပြီးတော့အတွင်းနဲ့ကနေနောက်အပေါက်တစ်ကနေဒီလိုမျိုးလေးအခလေးကောထုတ်လိုက်မယ်အဲ့လိုပုံစံလေးနဲ့ပတ်လေးချုပ်သွားမယ်ဒါချုပ်မယ်ပြီးရင်ခန္ဓာကိုယ်ရဲ့အပေါက်တစ်ကနေပြန်ဝင်မယ်နော်ပြန်ဝင်ပြီးရင်ခေါင်းရဲ့ပထမအခုခြီဝင်လာတဲ့အပေါက်ကနေပဲခြီဝင်လာတဲ့အပေါက်ကနေပဲနော်ခြီအခုထိုးထားတဲ့အပေါက်ကနေအပြန်ဝင်နေဝင်ပြီးနောက်အပေါက်တဲ့အောက်ဘက်ကနေလို့ပြန်ထွက်တယ်အဲ့လိုမျိုးလေးပတ်လေစုံတဲ့ဒီခေါင်းလေးဆိုဒီလိုပုံစံမှလည်းမဟုတ်ကိုချုပ်တဲ့နည်းနဲ့ချုပ်သွားလိုက်ပါအဖြစ်နော်ဒီခန္ဓာကိုယ်နဲ့ဒီခေါင်းနဲ့ကစောင်းလာရွေးတာဖြစ်စရာမလိုဘာလို့ဆိုတော့ခန္ဓာကိုယ်ကပတ်လေအလုံးကြီးဖြစ်တဲ့လုံးလေးဖြစ်တဲ့အတွက်နော်တဲ့တာလေးစောင်းလာရင်ပူစရာမလိုအဲ့လိုမျိုးအစုံဒီချုပ်သွားမယ်နော်ခေါင်းလေးကိုဒီတော့ဒီမှာခန္ဓာကိုယ်နဲ့ခေါင်းနဲ့ကိုအစုံဒီတည်တည်တက်လေးချုပ်လာပြီနော်ချုပ်လာပြီဆိုရင်ဒီချီစားလေးကိုခန္ဓာကိုယ်ထဲပဲပြန်ထည့်ပြီးတော့အပေါက်တစ်ခုကနေပြန်ထွက်လိုက်မယ်နော်ထွက်ပြီးတော့ဒီချီစားလေးကိုဖြတ်လိုက်လို့ရပြီနော်ဒါဆိုရင်ဒီမှာခန္ဓာကိုယ်နဲ့ခေါင်းတွဲပြီးပါပြီနော်ခိတ်တော့ကဒီတခါခြေထောက်ကလေးတွေလက်ကလေးတွေကိုနေရာချမယ်နော်ခြေထောက်လေးလက်ကလေးနေရာချမယ်နော်အရင်ဆုံးလက်ကလေးတစ်ခုကိုအရင်နေရာချမယ်ဘယ်လိုချမလဲဆိုရင်ဒီမှာပထမဆုံးကိုကဒီဘက်လက်ကိုရင်တက်မယ်နော်တက်မယ်ဆိုရင်ဒီရှိမှသူကနှင်းစီပန်မျိုးကန်ရမှာဖြစ်တဲ့အတွက်လက်ကဒီအရှိဘက်ကိုရောက်နေဖို့ရည်ကြီးအရင်လည်းဒီလိုနှာခေါင်းရဲ့တက်တက်ထက်ကြော်ပြီးတော့လည်းမရောက်တယ်နော်အနောက်လေးနည်းနည်းဆုပ်လိုက်ဒီလက်ထိတ်လေးကဒီမှာနှာခေါင်းတက်တက်နဲ့တွေ့လားလိုလေးနှာခေါင်းတက်တက်နဲ့ဒီနားလောက်မှာကွက်တီတီဖြစ်ပြီးဆိုရင်ဒီမှာဒီနေရာချုပ်မဲ့နေရာအမှန်ပေါ့နော်ချုပ်မဲ့နေရာအမှန်ဒီမှာနှာခေါင်းတက်တက်မှာလက်ထိတ်လေးနဲ့ကွက်တီကြတယ်တွေ့လားနောက်ကြရဆိုရင်ဒီမှာလက်ကလေးကိုလက်ကလေးကိုရင်လက်ကလေးနဲ့ဒီလိုထိမ့်ပြီးကင်ထားလိုက်ပါနော်ကင်ထားပြီးဒီမှာသူကြမယ်သူချုပ်မဲ့နေရာဒီနေရာအဲ့နေရာကိုပင်အခလေးနဲ့ဒီမှာခိတိုလေးပိတ်ပြီးထိုးခဲ့တဲ့တိုင်တိုလေး၃ခုနော်ဒီတိုင်တို၃ခုအတိုင်တို၃ခုဒီမှာဒီအစွန်နဲ့ဒီဘက်အစွန်နဲ့အဲ့လိုမျိုးချုပ်မဲ့နေရာပေါ့နော်ဒါကိုပင်အလေးစိုက်ပြီးမှတ်ထားလိုက်နော်ဒါလက်ကလေးချုပ်မဲ့နေရာဒါလက်ချုပ်မဲ့နေရာပေါ့နော်ဒါဆိုဒါပထမလက်ကဒီမှတ်ထားတဲ့အတွင်းထဲမှာချုပ်မယ်နော်ဒုတိယလက်လေးကိုလည်းအဲ့လိုပဲပထမဆုံးဒီမှာဒီကနေဆွဲပြီးတော့နော်အရင်နေရာချလိုက်ပေါ့ဒီကနေဒီမှာနှာခေါင်းနဲ့ဒီမှာတက်ကြမယ်နေတွေ့လားနှာခေါင်းနဲ့လက်ထိပ်လေးတက်ကြမယ်နော်ဒီမှာဒီနေရာဒီမှာဒီဘက်လေပင်ဒီဘက်လေပင်နာဒီမှာလက်တောက်စွန်နဲ့ဒီဘက်လက်တောက်စွန်နဲ့လို့နေရာအရင်မှတ်လိုက်တန်း3နံပါတ်နော်ဒီ3နံအတွင်းမှာချုပ်မှာပေါ့နော်ဒီမှာဒီလေးမှတ်ထားလိုက်ဒီဘက်မှာလည်းတန်း2တန်း3နံ3နံအတွင်းမှာချုပ်မှာဒီနှစ်ခုကအဲဆိုတီးတိုင်လက်ကိုနေရာချကြမလို့ပဲဒီပင်အနှစ်ခုချားထဲမှာအဲ့လက်ကိုအတိုင်းတိုင်းချုပ်လိုက်အောင်မယ်
နော်ဒါဆိုဒီလက်ကလေးနှစ်ဖက်ကိုအရင်ချုပ်မယ်နော်ကိတ်တို့ကပထမဆုံးလက်ကလေးကိုချုပ်မယ်ဆိုရင်အခလေးထည့်ထားမယ်နော်ဒီလိုအရှိလေးပဲတုံးမယ်နော်ပို့အဆင်ပြေရဒီလိုကအရင်နေရာချလိုက်လက်ကလေးကိုနေရာချလိုက်မယ်နော်ဒီဘက်ကနေစချုပ်မယ်ဆိုပထမဆုံးပင်အပ်စိုက်ထားတယ်ဒီဘက်အပေါက်လေးကနေအခလေးကိုထည့်လိုက်မယ်အခလေးထည့်ပြီးနောက်ပင်အပ်ထည့်ထားတဲ့အပေါက်ကနေပြန်ထုတ်လိုက်မယ်နော်ဒီလိုမျိုးလေးနော်ဒါဆိုပင်လေးနှစ်ခုဖြုတ်လိုက်လို့ရပြီလေးဆွဲလိုက်မယ်လက်ကလေးဆွဲလိုက်မယ်နော်ဒီလိုမျိုးရပြီမလာကပ်ပြီးလက်ကလေးရပြီဆိုရင်ဒီမှာဒီဘက်ကိုထည့်မယ်နော်ဒီဘက်လက်ရဲ့အစွန်လေးကိုပြန်ထည့်ပြီးချုပ်လိုက်မယ်တစ်ချက်အဲဒါလက်ကသူ့တန်းလေးတိုင်းပဲဒီလိုလေးနော်ထည့်ပြီးဆိုရင်ဒီအနောက်ဘက်လေးကိုဒီမှာဒီဘက်တိုင်လေးနဲ့ဟိုဘက်လေးဒီမှာလက်တိုင်လေးနဲ့ပူပြီးချုပ်လိုက်အောင်မယ်ဒီအတန်းလေးကြားထဲမှာနော်တစ်ချက်ချုပ်မယ်ပြီးနောက်ထပ်ခဏကိုနဲ့ဒီလိုတွဲချုပ်လိုက်မယ်နော်အရင်တိကျဖြစ်ကြမလို့နော်လက်ကလေးတွေကနေရာတိကျချတာမှန်နေဆိုရင်အဆင်ပြေရနော်3ချက်လောက်ချုပ်လိုက်ပြီသူကတိုင်လို့3ခုရှိရနော်ချုပ်ပြီးဆိုတော့နောက်ဆုံးနားလေးမှာတစ်ချက်လောက်ခြီလေးကိုခြီပြီးတုပ်လိုက်မှာဒီမျိုးလေးရနော်ရပြီဆိုဒီခြီလေးကိုခဏကိုအတွင်းထဲကိုပြန်တိုးထည့်ပြီးတော့ခြီဖြတ်လိုက်မှာဒါဆိုလက်လေးတစ်ဖက်ချုပ်ပြီးသွားပြီအခုလိုပုံစံလေးအတိုင်းပဲနောက်လက်တစ်ဖက်လေးကိုလည်းဒီသတ်မှတ်ထားတဲ့ဒီမှာဒီသတ်မှတ်ထားတဲ့ဒီအတွင်းလေးမှာပဲဝင်ပြီးတော့နော်အခလေးနဲ့အခုလိုလက်ကလေးတိုင်းချုပ်လိုက်မယ်ဘာလို့ဒီလိုအရှင်းထားလဲဆိုတော့ဒီနားမှာပြီးရင်ပန်းထည့်မယ်ပန်းထည့်ပြီးဒီနားမှာကော့ကတ်မယ်နောက်ဒီနားလေးမှာကော့ကတ်မှာအဲကြောင့်မို့ဒီဘက်တွေကိုမချုပ်ဘူးနော်ဒီအနောက်ဘက်လေးပဲချုပ်လိုက်မယ်နောက်လက်တစ်ဖက်ကိုလည်းအခုနီးလေးတိုင်းချုပ်မယ်နော်ကိတ်တူကဒီမှာလက်ကလေးတွေလည်းချုပ်ပြီးပါပြီနော်လက်ကလေးနှစ်ပတ်လုံးချုပ်ပြီးဆို6လေးနေရာချမယ်6လေးတွေနေရာချရင်ဒီမှာပထမ6လေးကိုယူမယ်ဒါအတက်ဒီမှာနော်သူကဒီ line တိုင်းလေးဒါပိတ်ပြီးချုပ်ထားခဲ့ရနော်အဲ့လေးကိုဒီမှာခဏကိုရဲ့ဒီပီလေးကနေအရင်ကတ်ကြည့်ကွာနေရာလေးကိုအရင်ဒီလိုကတ်ကြည့်ပါနော်6ချက်အမှဒီလိုဒီလောက်ဆိုအဆင်ပြေလားကွာ6ကိုအရှိဒီလောက်ဆိုရင်တော့အဆင်ပြေတယ်သူ့ထက်အများကြီးထုံနေတဲ့အဆင်မပြေဘူးဒါဆိုအရင်ကြီးထွက်နေမှာဆိုနည်းနည်းလေးထပ်ထည့်လိုက်အနောက်ကိုဒီလိုမျိုးလေးနောက်လိုက်အနောက်ပေါ့နော်လက်ဒီလိုနောက်ကွာကို6ကိုအရှိထွက်ချင်တဲ့လောက်တော့ရရပါတော့ဒါပေမဲ့အဆင်ပြေလောက်အတွက်အရင်ကြီးအရှိထွက်နေလည်းမလှဘူးဒီလောက်လေးဆိုအဆင်ပြေတယ်တွေ့လားဒီလောက်လေးဆို6ကခဏကိုပြီးမှကတ်ထားမယ်နော်ခဏကိုပြီးမှကတ်ထားမယ်ဒီမှာဒီလောက်ဆိုအဆင်ပြေတယ်တွေ့လားအရင်တဲ့အရှိမထွက်ဘူးနော်ဒီလောက်ဆိုလက်ဒီနားလောက်လက်နဲ့တပီးကြီးပေါ့နော်ဒီလောက်ဆိုအဆင်ပြေရနော်အဆင်ပြေဒီမှာချုပ်မဲ့နေရာကိုဒီလိုလက်လေးနဲ့ဖိထားပြီးတော့ဒီနေရာကိုပြန်လေးအရင်ဆိုင်မယ်ဒီဘက်ချုပ်မဲ့အစွန်နော်ဆိုင်မယ်ပြီးရင်ဒီမှာဒီဘက်ကိုဆိုင်မယ်ပြန်ကလေးဆိုင်မယ်အရင်လုံးမှတ်ထားလိုက်ပေါ့ဒီအတွင်းထဲမှာချုပ်မယ်ဒီမှာတိုင်တို့1 2 3 4ခုထိုးခဲ့တာရှိရနော်အဲ့တော့ဒီ4တန်းအတွင်းမှာချုပ်မယ်1 2 3 4ဒီအတန်း4ခုအတွင်းမှာချုပ်မယ်ဒါ6လေးတစ်ဖက်ကိုအရင်ဒီလိုနေရာချလိုက်တာပါနော်ချပြီးနောက်6တစ်ဖက်ကိုလည်းအလိုနေရာချနောက်6တစ်ဖက်လည်းလွတ်ကြည့်မယ်လိုက်အနောက်နားလေးကိုလိုက်ဒီလိုကတ်ကြည့်မယ်အဆင်မပြေလို့ပေါ့နော်6နှစ်ဖက်ကိုဒီလိုမျိုးအဲ့ဒီဘယ်အရှိရောက်လဲဘယ်အနားရောက်လဲတစ်ဆက်ကြည့်ကြည့်ပေါ့ကြည့်ပြီးဒီလောက်ဆိုအဆင်ပြေနှစ်ဖက်လုံးနော်အဆင်ပြေဆိုတို့လည်းဒီမှာချုံပါဒီမှာပင်အဆိုင်ပါဒီမှာလက်ကဒီမှာဒီတန်းမှချုပ်ထားရနော်လက်ကဒီအတန်းမှချုပ်ထားဆို6ကဒီသူ့ရဲ့အနောက်တန်းဒီနောက်တန်းမှချုပ်ပါနော်ဒီလေးပြင်ချိန်လိုက်မယ်ပြီးရင်ဒီမှာပင်အလေးနဲ့ဆိုင်မယ်ပြီးရင်1 2 3 4 4တန်းဒီမှာပင်အလေးစိုက်ထားမယ်ဒီ4တန်းအတွင်းမှာတို့လည်းချုပ်ပါဟုတ်လား4တန်းအတွင်းထဲမှာတို့လည်းလိုလေးချုပ်မယ်နော်ဒီတော့ဒီမှာ6လေးကိုချုပ်မယ်နော်ဘယ်ဘက်ချုပ်တူပဲနော် line နဲ့တစ် line နဲ့မှာပဲရှိမယ်နော်ဒီမှာဒီ line ချုပ်မယ်ဆိုဒီဘက်လည်းဒီဘက် line ဒီ line ချုပ်မယ်ဆိုဒီဘက်လည်းဒီဘက် line မယ်နော်1 2 3 4အလဲမှာ4တန်းပဲခြားရနော်ဆိုဒီဘက်6လေးကိုစချုပ်မှာနော်စချုပ်မယ်ဆိုရင်ခြီရဒီကနေဆိုရင်အပေါ်အမှတ်ကနေအရင်ဆုံးအခက်လေးကိုဝင်နိုင်မယ်နော်ပြီးရင်ထုတ်လိုက်မယ်ဒီအောက်အမှတ်ကနေအခက်လေးပြန်ထွက်မယ်နော်အောက်မှတ်ထားတဲ့နေရာနဲ့အမှတ်ကလေးပြန်ထွက်လိုက်မယ်ပြင်ဒါဖြုတ်လိုက်လို့ရပြီတစ်ချက်ဆွဲလိုက်မှ6လောက်ကိုကတ်လိုက်ပြီးရင်6လောက်ရဲ့ဒီဘက်
1 2 3 4ခုမြောက်ဖို့မျိုးမှနော်ပြန်ပြီးတော့အကလေးပြောင်းဝင်မယ်ဒါဆိုသူတို့တစ်ချက်တုပ်ပြီးပါဒီလိုလေးရပြီနော်ရပြီဆိုရင်ဒီအနောက်ဘက်ကိုခုနလက်လိုပဲခဏကိုနဲ့6နဲ့ကိုဖို့မီတိုင်တူလေးဒီထိတ်မှာတိုင်တူလေးခုထွက်ရအတွက်4ချက်ချုပ်မှာခဏကိုနဲ့တွဲပြီးနော်တစ်ခါချုပ်တယ်ခဏကိုနဲ့တွဲပြီးနှစ်ခါချုပ်တယ်နောက်တစ်ထပ်နဲ့ဒီမှာ6နဲ့ခဏကိုနဲ့တွဲမယ်ချုပ်တယ်နောက်တစ်ထပ်နဲ့6နဲ့တွဲပြီးချုပ်တယ်ဒီလိုလေးရပြီနော်ဒါဒီလိုကားနေဆိုရင်ပြီးတော့မှဒီနားလေးမှာကော့ကတ်ချင်လည်းရတယ်ကော့မကတ်ချင်လည်းအခုဒီကနေဒီမှာကွာ6ကိုဘယ်လိုကတ်ချင်တာလဲခဏကိုရဲ့ဒီနားလောက်ကနေဒီလိုကတ်ချင်တာလားဟာလားအဲ့ဆိုဒီလိုမျိုးအပေါ်ရောက်ချင်တာလားဒီလိုမျိုးရောက်ချင်တယ်နော်ဒီလိုမျိုးရောက်ချင်တယ်ဆိုရင်ခဏ6ရဲ့ဒီနားလောက်ပေါ့အကိုဒီအနောက်ဘက်ခဏကိုကနေပြန်ထည့်လိုက်မယ်ပြီးရင်6ဒီမှာဒီနားလောက်ပေါ့ဒီနားလောက်ကနေပြန်ထွက်လိုက်မယ်အခုပုံစံလေးချုပ်လိုက်ရရင်နော်ပြန်ထွက်လိုက်မယ်နော်ပြန်ထွက်ပြီးရင်ဒီလိုကတ်ကြည့်မယ်အရင်ဆုံးသင်ပြတာပါနော်ချက်ကြည့်ပြည့်ရဆိုရင်ဒီမှာ6ရဲ့အသားကနေလေးကိုပြန်ထည့်ပါနော်2တန်းပေါ့ဒီ2တန်းလောက်ကနေဒီမှာဒီလိုလေးပြန်ထည့်လိုက်မယ်ဒီလိုလေးထည့်လိုက်ကတ်တော့မနော်ထည့်ပြီးရင်ခဏကိုရဲ့ဒီအောက်တန်းမြောက်ကနေဒီအနောက်ကိုပြန်ဆွဲထုတ်လိုက်မယ်အခုနာထိုးခဲ့တဲ့နေရာနော်ပြန်ထုတ်လိုက်မယ်ဒါဆိုဒီမှာဆွဲလိုက်မယ်ဆိုရင်ဒီမှာဆရာလည်းကတ်တာနေရာလည်းမရွေးတော့ဘူးเนาะအဲ့လိုမှမလုပ်ချင်ဆိုရင်ဒီ6ကိုဒီအနောက်မှာပဲချုပ်ပြီးချီဖြောက်လိုက်ပြီးတော့ဒီအနာသားလေးကိုကော်ကတ်လိုက်လို့လည်းရတယ်။ခဲ့တော့ကောမခတ်တော့ဒီလိုလေးချုပ်လိုက်မယ်နော်။ဒီမှာဒါဆိုရင်6လေးရဒီမှာခဏကိုနဲ့ဒီမှာကွက်တီတပြင်းကြီးပေါ့နော်။ရပြီဆိုဒီနားမှာတစ်ချက်လောက်ဒီမှာတစ်ချက်လောက်တုပ်လိုက်မယ်နော်။ချီလိုက်မယ်ပေါ့နော်။ပြန်မပြေအောင်ပေါ့။တစ်ချက်လောက်ဒီလိုချီလိုက်မယ်။ဒါဆိုပြန်မပြေတော့ဘူးပြီးရင်ဒီအစာကိုခဏကိုတည်းကိုထည့်ပြီးတော့ဖြောက်လိုက်မယ်နောက်6တစ်ဖက်ကိုလည်းအခုချုပ်တဲ့နီးလေးအတိုင်းအမှတ်သားလောက်ထားတဲ့အတိုင်းခုနဒီအမှတ်သားလောက်ထားတဲ့အတွင်းထဲမှာပဲဒီဘက်6လေးအတိုင်းချုပ်လိုက်မယ်နော်ဒီလိုအားဒီမှာနော်6ဒီလက်တွေအကုန်လုံးခြေဒီလက်တွေတွဲပြီးပါရင်နော်တွဲပြီးပါရင်ဆိုရင်နေရွက်လေးကိုတွဲမယ်နေရွက်လေးတွဲမယ်နေရွက်ကိုလည်းပင်အခလီနဲ့ရင်းနေရချမယ်နော်ကိုကပင်နာတက်ချင်လဲနေရွက်ကိုတော့တစ်ချက်ရင်ချိန်ပေါ့နော်အောက်လေးနည်းနည်း short တက်မယ်အောက်လေးကြာနေကျွန်တော်ပေါ့အပေါ်ကအတန်းနဲ့ရည်မယ်ဆိုရင်ဒီမှာဒီအလဲမှာမကြည့်ရင်ရှင်တော့ကဲဒါတတားအတွက်မမြင်ရနော်မကြည့်ရင်တတန်း2တန်း3တန်း4တန်းဒီ4တန်းကြားပေါ့နော်4တန်းနဲ့5တန်းဒီကြားပေါ့4တန်းနဲ့5တန်းဒီကြားပေါ့ဒီကြားအကြားလေးမှာအရင်ဆုံးနေရွယ်လေးနေရာချမယ်ဒီမျိုးလေးနောက်ဒီနဲ့စုံအရှိနဲ့တိုးမလားကိုကြိုက်သလိုအရှိတိုးတက်ချင်လည်းရတယ်အနောက်ဆုတ်တက်ချင်လည်းရတယ်မျက်လုံးနဲ့မနီးမဝီးလေးပေါ့နော်ဟုတ်လားရပြီဆိုဒီမှာပင်အခလေးနဲ့ဒီအတန်းလေးမှာအရင်စိုက်ပြီးမှတ်လိုက်မယ်နော်ပင်အခလေးနဲ့သူအကွာဝေးလေးပေါ့နော်တိုင်လေး3ခုဆိုလဲတိုင်လေး3ခုပေါ့ဒီလိုအကွာဝေးလေးမှတ်လိုက်မယ်အရင်ဆုံးတစ်ခုလိုမျိုးလေးနောက်ရတစ်ဖက်လေးမှတ်မယ်နော်ပြီးနောက်နေ့ရတစ်ဖက်ကိုလည်းအဲ့လိုပဲဒီအပေါ်ကနေကြည့်မယ်တဲ့လာပေါ့နော်ဖင်နာလေးကတဲ့လဲပေါ့ဒီအတန်းအတွင်းမှာပဲကတ်မယ်နော်တန်း2တန်း3တန်း4တန်းဒီ4တန်းအတွင်းထဲမှာပဲကတ်မယ်ဆိုတော့ခဏပင်အားလေးနဲ့4တန်းများကိုစိုက်ထားလိုက်မယ်ပြီးရင်နေရွယ်လေးကိုအရင်ချိန်မယ်နော်နေရာကျလာအဆင်ပြေလားနှစ်ဖက်ကိုရင်ဒီလိုနေရာချကြည့်နော်နှစ်ဖက်ကိုဒီလိုလေးအရင်ဆုံးနေရာချကြည့်ဒီနားလောက်အဆင်ပြေဆိုဒီမှာမှတ်ထားတဲ့နေရာလေးကမှတ်ထားတဲ့နေရာလေးအဆင်ပြေနော်ဒီမှာတစ်ခုပြီးရင်တန်းနဲ့3မှမြောက်ကလည်းခဏရှာထားတဲ့ပုံစံမျိုးလေးပေါ့နော်မျိုးလေးဒါဆိုဒီမှာ2ရွက်2ဖက်ဒီမျိုးလေးချကြည့်ပါနော်ဒါဆိုနေရာကျရင်နော်ဒါဆိုချုပ်မယ်နော်နေရွယ်လေးကိုချုပ်မယ်ဆိုရင်ဒီမှာနော်ဒီထိတ်လေးနော်ဒီထိတ်လေးကဒီလိုရှိရဒါဆိုလွယ်သူပူအောင်လို့ပူပြီးကင်လာပြီးဒီတောက်လျှောက်လေးကိုချုပ်မယ်နော်ပထမဆုံးမှတ်ထားရဒီနားလေးနော်ပထမဆုံးပင်အခလီကနေအခလီဝင်လိုက်မယ်တစ်ပေါက်နှစ်ပေါက်မှာ3ပေါက်မြောက်လောက်ကနေပင်အခလီပြန်ထွက်မယ်နော်ထွက်ပြီးရင်ဒီမှာဆွဲထုတ်လိုက်မယ်ပြီးရင်နေရွက်ရဲ့ဒီမှာဒီပန်းရောင်နဲ့ဒီနားဆုံတဲ့နေရာလေးကိုအဲ့နဲ့ဒီလို
တစ်ချက်ဝင်လိုက်မယ်နော်ဝင်ပြီးသူဆွဲထုတ်လိုက်ရအဲ့နေရာလေးမှာတစ်ချက်တုပ်ပြီးပါပြီပေါ့နော်ဒီမျိုးလေးနော်ဒါမှကတ်တာပါမဖြစ်ဘူးပြီးမှဒီနားလေးမှာဒီနိုင်ရွက်နဲ့မျက်နှာခေါင်းနဲ့ကိုကော်လေးတုပ်ပြီးဒီလိုမျိုးထိန်းထားလိုက်လို့ရတယ်နော်ဘာမှမဖြစ်ဘူးဒီဟန်လေးအရင်အပေါ်ပိုင်းကိုချုပ်မှာအဲ့တော့ခေါင်းနဲ့နိုင်ရွက်နဲ့ဒီလိုလေးခေါင်းနဲ့နိုင်ရွက်နဲ့ကိုအဲ့လိုလေးတွဲချုပ်လိုက်မယ်နော်၃ချက်လောက်တစ်ချက်ပြီးရင်ခေါင်းနဲ့နိုင်ရွက်နဲ့နော်အဲ့လိုမျိုးလေးနှစ်ချက်၃ချက်လောက်ဒီထိပ်လေးမှာတုပ်လိုက်မယ်နော်ချုပ်လိုက်မယ်တွဲချုပ်လိုက်မယ်ပြီးရင်ဒီတန်လေးကြပါမယ်နော်ခေါင်းနဲ့နိုင်ရွက်နဲ့ဒီမျိုးလေးချုပ်၃ချက်လောက်ချုပ်လိုက်ပါနော်ဒါဆိုခေါင်းနဲ့နိုင်ရွက်နဲ့တွဲသွားပြီဒီမျိုးလေးတွဲသွားပြီနော်ဒီမျိုးလေးရပြီနော်ရပြီဆိုရင်နိုင်ရွက်ကိုဒီတိုင်းလေးပဲထားလာခြင်းနဲ့ရတယ်လိုချင်လို့ဒီလိုဒီနားလေးကိုနည်းနည်းကတ်တယ်လို့လေးဖြစ်နေစေခြင်းနဲ့ဆိုရင်ဒီမှာနိုင်ရွက်ကိုအရင်ဒီလိုကြည့်လိုက်ကိုကပဲနားလောက်ကိုနိုင်ရွက်လေးထားမှလည်းမျက်လုံးရဲ့ဒီဘေးလောက်ပေါ့နော်ဒီလိုလေးထားမယ်ဆိုရင်အကလေးကိုဒီကနေခေါင်းကနေပြန်ထည့်လိုက်မယ်ထည့်ပြီးနိုင်ရွက်ရဲ့ဒီနားလောက်ပေါ့နိုင်ရွက်ကတ်မဲ့နေရာလောက်ပေါ့နားလောက်ကိုအကလေးပြန်ထွက်လိုက်ခုန6ထောက်မှ3နဲ့နီးလို့ပုံစံမျိုးလေးနော်အဲ့ဒါလေးအကလေးထွက်လာမယ်ပြီးရင်နိုင်ရွက်ကိုဒီနေရာလေးချလိုက်ဒီမျိုးလေးဘယ်နားလေးကတ်ချင်တာလဲကိုကဟာလားဒီလိုမျိုးလေးကြည့်လိုက်တစ်ချက်အစင်မြေစုဒီနားလေးအဲ့လက်ကလေးနဲ့ပြီးတော့နိုင်ရွက်ကိုလှန်လိုက်နိုင်ရွက်ရဲ့မှာလောက်ကနေအကလေးပြောင်းဝင်ပြီးတော့ဆွဲပြီးတော့ဒီမှာခေါင်းရဲ့နောက်တစ်ပေါက်ကနေအကလေးပြောင်းဝင်ပြီးဒီအပေါ်ကိုပြန်လာလိုက်မယ်နော်အကူဒါဆိုဒီမှာနိုင်ရွက်နဲ့ခေါင်းနဲ့ကတ်သွားတယ်ဒီမျိုးလေးကတ်သွားတယ်နော်တစ်ချက်တုပ်လိုက်တာပါနော်ဒီလေးကတ်သွားပြီနော်ဒါဆိုရပြီဆိုဒီနားလေးမှာတစ်ချက်ချုပ်လိုက်မယ်မနော်တစ်ချက်တုပ်လိုက်မယ်ခြီလိုက်တဲ့သဘောမျိုးလေးတုပ်မယ်နော်ပြီးရင်ဒီဟာကိုခေါင်းထဲကိုပြန်ထည့်ပြီးတော့ဖြောက်လိုက်မယ်ဒီဖြတ်လိုက်မယ်ဒါဆိုရင်မှနိုင်ရွက်တစ်ဖက်ချုပ်ပြီးဒီလိုလေးရပြီနောက်နိုင်ရွက်တစ်ဖက်ကိုလည်းအခုပုံစံလေးတိုင်းမှတ်ထားတဲ့အမှတ်အကွာဝေးလေးတိုင်းအတွင်းထဲမှာချုပ်မယ်ပြီးနိုင်ရွက်ကိုလည်းလိုကတ်နေအောင်ခုနနီးလေးတိုင်းသုံးပြီးတော့နောက်နိုင်ရွက်တစ်ဖက်ကိုချုပ်မယ်နော်နိုင်ရွက်တွေလည်းအကုန်တက်ပြီးပြီနော်နောက်ဖဲပြားလေးကြံမယ်ဒီဖဲပြားလေးကိုဒါအနောက်ဘက်ဒီနားလေးကိုကော်ပူလေးတုပ်မယ်နော်ကော်ပူလေးတုပ်ပြီးခေါင်းရဲ့ကွာဒီပေါ့နော်ဒီလောက်ဆိုအဆင်ပြေတယ်အဲ့ဒါတော့နားလေးမှာဒီဖဲပြားလေးကိုကော်လေးနဲ့ညနာတက်ကြမယ်နေရာလေးမှာကော်လေးနဲ့တုပ်လိုက်မယ်နော်ခိတ်တူဟာဒီမှာနှင်းစီပန်လေးကိုမထည့်ခင်မှာဒီမှာနော်ဒီလိုလေးအရင်ကွေးထားမယ်နော်ဒီလိုလေးအရင်ကွေးထားမယ်နော်အောက်ကလေးကိုနော်ကွေးလိုလေးအရွက်ကလေးလည်းလိုလေးဒီဟန်လေးပဲထထားအောင်နော်ထထားပြီးရင်လက်ကလေးရဲ့ဒီအောက်ဘက်ချမ်းလေးတွေကိုကော်လေးအရင်တုပ်မယ်ဒီနားလေးတွေနော်ဒီနားလောက်ပဲနော်ဒီနားလောက်တွေလက်အောက်ခြေလေးပေါ့နော်လိုနည်းနည်းကော်လေးတုပ်လိုက်မယ်ဒါကစူပါဂလူးလို့ကော်ပြိုးနဲ့တုပ်လိုက်တာနော်ဒီနားလောက်မှလို့ထိန်းထားမယ်ဒီအဆုံးထိကိုကော်တုပ်ပြီးမကတ်ဘူးနော်ဒီနားလောက်လေးပဲအရင်ဆုံးအဝါနာတော့ဒီလိုလေးကတ်မယ်နောက်လက်တစ်ဖက်ကိုလည်းအဲ့လိုပဲဒီအောက်ခြေလေးနားလောက်ထိကိုဒီမှာဒီနားလောက်လေးတွေကိုကော်လေးဒီလောက်တွေသုံးပြီးတော့အရင်ဆုံးကော်ပူလေးနဲ့ကန်နေဖို့ကောင်းတဲ့ချက်ချင်းကတ်တယ်နော်အဲ့လိုလေးကော်6တက်ထိမလလေးနှစ်ခုအရှိစုံပြီးတော့ဗောနော်ဒီနားလေးတော့ဟာထားအောင်မယ်နော်အဲ့လိုကော်လေး6တက်ထိစောင့်မယ်နော်မနော်လက်ကလေးနှစ်ခုကကော်လေး6သွားပြီဆိုရင်နှင်းစီပန်လေးကိုကွာဒီမှာအောက်ခြေလေးတော့ကွေးထားမယ်နော်ကွေးထားပြီးဒီလက်နှစ်ခုရဲ့ကြားလေးတွေကိုအရင်ဆုံးဒီအရွက်ကလေးကွာဘယ်လိုနေရာချမှာလဲဗောနော်အရင်နေရာချမျက်နှာလေးနဲ့နားလေးမှာဒီလိုလေးလောက်စီအဆင်ပြေရနော်လက်ကလေးကဒါလေးကလည်းလောက်ကွေးထားရဲ့ဒီလောက်ဆိုအဆင်ပြေအဲ့ဒါလက်လေးနှစ်ခုနဲ့ဒီမှာလို့ညှက်မယ်ညှက်ပြီးဒီလက်ထိပ်လေးနှစ်ခုကိုခုနလိုကော်လေးပြန်သုံးမယ်နော်နှင်းစီပန်လေးကိုဒီမှာနှင်းစီပန်ကြားညှက်ဖို့တော့ဒီလက်ထိပ်လေးနှစ်ခုကိုကော်လေးသုံးမယ်နော်ကော်ပူလေးနဲ့ဆိုတော့ချက်ချင်းကတ်တဲ့ပိုကောင်းတယ်နော်အဲ့မှာနှင်းစီပန်အတွက်ငိန်ဝါနှင်းစီပန်လုံးနဲ့ body ပါနဲ့တုပ်ပြီးတော့အဲ့လိုလေးတစ်ချက်ထိန်နိုင်မယ်ပြီးဒီလက်လေးနှစ်ခုကိုဒီလိုကတ်ပေးလိုက်မယ်နော်ဒီလက်လေးနှစ်ခုကိုအရင်နေရာချပြီးဒီလိုကတ်ပေးလိုက်မယ်အဲ့လက်နှစ်ခုလုံး6သွားရည်ဒီနှင်းစီပန်လေးလည်း6ကော6သွားရည်ဒီတစ်ချက်ဆောင်မယ်နော်ကိတ်တူကဒီမှာအစုံဖဲပြားလေးလည်းတက်ပြီးပြီဒီမှာပန်းလေးကလည်းမကောကတ်တာလက်ကလည်း6သွားပြီနော်
ပြီးရင်ဒီမှာနောက်ဆုံးအနေနဲ့မျက်လုံးတောက်မှာပလဲလုံးလေးတိတိလေးကတ်လိုက်တယ်မရှိလဲကြောက်ကလေးကတ်လို့ရရင်နော်ပြီးရင်ကိုတက်ချင်တဲ့ကီချင်းခွေမျိုးလေးနဲ့တက်လိုက်တယ်ဒါဆိုရင်အရန်ချစ်ဖို့ကောင်းတဲ့ရုံကီချင်းလေးပြီးသွားပါပြီနော်အားလုံးပဲလိုက်ထိုးလို့အဆင်ပြေကြပါစေနော်